မင်္ဂလာပါရှင်ကျမတို့ရဲ့စုရထားတိုင်းမှာ channel ကနေပြီးတော့ချစ်ရတဲ့ပရိသတ်ကြီးကိုကြိုဆိုလိုက်ပါတယ်စိတ်ဝင်စားစရာချစ်ဆက်လငါများစွာကိုရွေးချယ်ပြီးတင်ဆက်ပေးမယ်ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့ချစ်ရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်အချစ်ဆက်လငါလေးကစာရေးဆရာမေလွန်းအိမ်ရေးသားထားတဲ့ဦးအမုံနေပြေပါစေဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းတစ်ကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အစီအစဉ်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေအသစ်သစ်သောဇာတ်လမ်းတွေတင်နိုင်သိရှိဖို့အတွက်ဘေးနာ notification လေးနှိပ်သွားပေးပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲနားဆင်ကြည့်ရအောင်လားရှင်ဆက်တယောက်အစီအဝေးနောက်ကျမီဆို၍ကားကိုအစိမ့်တင်ကမောင်းလာခဲ့တယ်နောက်ကျနေပါတယ်ဆိုမှနိုင်ရီတန်တစ်ချက်ချက်ကြောင့်ကာမောင်ရတာစိတ်ပင်မရှိတော့ဟာလမ်းကွေတွေကထွက်လာတဲ့ခြာတိတ်တွေကြောင့်ကားကိုအမြန်အစိမ့်စောကဆက်လိုက်နိုင်ပေမဲ့ထိုခြာတိတ်ကတော့လမ်းပေါ်မှာလဲကျနေတယ်ဘယ်လိုကလေးမလဲကွာဒီမှာကားရှိကဖဲလေဆက်စကားကိုထုကောင်မလေးကနားမလဲတယ်လို့ကြီးကဒီမှာဦးလေးကြီးခမည်းကလည်းဝင်တိုက်သေးတယ်ဒီမှာကျိုးသွားပြီလားတော့မသိဘူးလာထူပေးဖို့စိတ်ကူးတောင်မရှိဘူးလားသူ့ကိုပြန်ခံပတ်နေတဲ့ကောင်မလေးကြောင့်ကားတွေကထွက်ပြီးအမြန်ထူရန်ပြင်ရပါတော့တယ်မင်းပါလို့ချင်းလို့လဲခြာတိတ်ငွေလားမင်းငွေလို့ချင်တာလားငါအချိန်မရှိဘူးအောင်မငယ်လေးကျုပ်ကအဲ့လိုလှုပ်ရှားတွေကျုပ်ပေါက်နေလို့လားလူတိုင်းကိုဦးလေးကြီးစိတ်နဲ့လိုက်နိုင်မနေနဲ့ကဲတော့တော့မင်းပါပဲချင်တာလဲပြောစီကန်းသွားမယ်ဖြစ်စေရမယ်ခဏပဲစောင့်မန်နေဂျာကိုဖုန်းဆက်ပြီးခေါ်ပေးမယ်ဒီမှာဦးလေးကြီးငဲ့ကိုတိုက်တာဦးလေးကြီးအဲ့တော့ဦးလေးကြီးမှာပဲတာဝန်ရှိတယ်ဦးလေးကြီးကိုယ်တိုင်ပဲလိုက်ပို့ရမယ်ဘာဆက်စိတ်မရှိတော့ငကူကလေးကမှအစည်းအဝေးနောက်ကျနေတာဒီလေးကိုစီကန်းလိုက်ပို့ရမယ်သားဆိုအစည်းအဝေးပြီးမှရောက်သွားလိမ့်မယ်ထင်တယ်ဘာလဲလိုက်မပို့ချင်ဘူးလားကဲတက်လာထူပေးအောင်လေဆက်လေစိတ်ပေါက်ဖြင့်ထိုကြတိမ်မလေးကိုပွေးကကားပေါ်တင်ပေးလိုက်တယ်တကယ်ကိုချစ်စရာကောင်းပါလေပါအသားဖြူဖြူလေးနဲ့တကယ်ကိုဖြူဖြူစင်စင်ချစ်စရာလေးကလေးစုံလေးစက်ရင်ဝင်တွေကနေသဘောကျနေသူလေးကတော့ခြာတိမ်မလေးပါပဲမွေးလိုက်တာမိုးကြရွှေကိုလေးလာပဲချစ်စရာကောင်းလိုက်တာဦးရဲ့ဦးကြောင့်ငဲ့ရင်တွေခုံးနေပြီဆိုတာဦးသိစေချင်တယ်ငယ်ဖုံးမျက်နှာပြင်ပေါ်မှာမာမီဆိုတဲ့အမှတ်သားကြောင့်ခေါင်းတစ်ခုလုံးပူထူသွားတယ်ဟယ်လိုမိမိခရောင်းငယ်ညီပြောတော့ခဏပဲကြာမယ်ဆိုညီရဲ့ခဏကဖះတဆူပွင့်လောက်ကိုကြာနေပြီဟဲ့ဘယ်တဝေထိုးနေတာလဲမြပြန်လာခဲ့ဟောက်မိမိဖုန်းနဲ့ကမိမိအတန်ကိုနားထောင်ရတာတော့အခြေအနေတိတ်မကောင်းပါအိမ်ကိုမြပြန်มาဖြစ်မှာမို့အိမ်မလိုက်ပို့ပေးပါတော့ငဲ့ကိုမိစူးနေပြီဆက်လေထိုချာတိတ်မလေးတို့အိမ်ရှိနိုင်ကာရက်ပေးလိုက်တယ်အိမ်ထဲဝင်မအောင်လားဦးလေးကြီးဆက်ပါမှမပြောပဲကားဝသာမောင်းထွက်လာခဲ့တော့တယ်ခရောင်ငယ်မှာတော့မိခင်ရဲ့ရွှေပြည်တရားနာရန်အိမ်တွင်သူသာဝင်ခဲ့လိုက်တော့တယ်အမေခြေတော့ကထွန်းနေနဲ့ဘာဖြစ်လာတာလဲခရောင်းငယ်ဘသူ့ကိုမှွေလာပြန်ပြီလေဒီတခါငဲ့ကိုမှွေသွားတာမိမိရဲ့ညီကိုနိုင်တဲ့သူလည်းရှိသေးတာပဲငါတွေ့ဘူးချင်တာမှပြီအေးတွေ့ရင်တော့ရပါတယ်မိမိတမတ်အနေနဲ့လေခရောင်းငယ်ငယ်ကလေးကအလိုလိုက်ထားမှုကြောင့်ခရောင်းငယ်ဆိုတာစိုးတာမစမ်းတော့ပါတနေ့တစ်မျိုးပြဿနာမရှာရလျင်စားမဝင်အိမ်မပြောဖြစ်နေတဲ့တဲ့လူစားမျိုးဆိုရင်လည်းမမားပါအပြောသဘောစနောက်တာဖြစ်ပေမဲ့အပြောကနေအပြတ်ဖြစ်သွားမှုတာလည်းတစ်ချိန်မဟုတ်တော့သို့ပေမဲ့ဒီကောင်မလေးအချို့ကမပြင်းပါအမလီကိုတီဟရဲ့ရှင်သမီးကိုကျမမနိုင်တော့ဘူးရှင်အမြန်ပြန်လာပြီးထိမ့်မှဖြစ်တော့မယ်အစီဝေချောမောပြီးသွားမှသာဆက်လေတပြင်းချနိုင်တယ်ဆရာတမယာရီတောက်မလားဆရာကြီးရတာစိတ်နဲ့လို့မကတ်တယ်လို့ပဲနေပင်မနေလို့ပါတုတရငါအိမ်မဲပြန်ပြီးနားလိုက်တော့မယ်ကောင်းပါပြီဗျာအိမ်ပြန်ခြင်းနဲ့စိတ်သက်တစုံတယောက်ကိုတွေးခြင်းနဲ့စိတ်ကပုံများတယ်အစင်ပြေးရလားကလေးရဲ့မင်းရောကိုယ့်ကိုတတိယရလားဆက်လေထူကြတိမ်မလေးတို့အိမ်ရှိကနေကားကိုဖြတ်မောင်းရင်ထိုကောင်မလေးကိုစာကြည့်မိတယ်တစ်ချံလုံးကြည့်တာတော့အစာနာပင်မတွေ့ရသဖြင့်စိတ်ပူသွားတာတော့အမှန်ဟော့တွေ့ပါပြီပေါ်တီဘေကတန်းလေးပေါ်မှာစာအုပ်ဖတ်နေတဲ့ကောင်မလေးတကယ်ကိုတီတီငင်ငင်လေးရဲ့မနက်ကကောင်မလေးမဟုတ်တဲ့အတိုင်းစကားပြောရင်သူ့နာမည်လေးထစ်ပြောတတ်တာငဲတဲ့အော်ငဲတဲ့လားငဲမိကိုဘာနဲ့များပြူစားလိုက်လေတလေကလေးရဲ့ထိုကောင်မလေးစီကအတန်ကြောင့်ခဏဆောင်ကြည့်နေလိုက်တယ်ကြီးရေငဲအိမ်ထဲဝင်ချင်းပြီးငဲကိုလာတွဲပါအောင်လာပြီးငယ်လေးရေကြီးမြကငယ်လေးချိတ်တတ်တဲ့ကြက်သားကိုအာလူသီးလေးနဲ့ရွက်ချက်ထားတယ်ငယ်လေးစားတော့မလားမေအပြင်သွားတယ်မလားမေပြန်လာမှငယ်မေနဲ့အတူတူစားမယ်လေခုတော့ငဲကိုအခန်းထဲကူပို့ပေးပါအောင်ဒီကောင်မလေးခြေထောက်မှာပတိဖြူလေးနဲ့တော်တော်နာနေဟမ်းမယ်လမ်းဆောက်တာကိုထော့ပင်ဖြစ်နေပုံထောက်တော့သေချာတယ်တပတ်လောက်တော့ဘာမှလုံနိုင်မှာမဟုတ်နောက်နေမှာပဲထက်လာတော့မယ်ကလေးရေအစာအလုံးတွေတောင်းပန်ပါတယ်ကွာ
ငယ်ရေငယ်စောစောစီစီအိမ်ရှိကခေါ်တဲ့ကြောင့်မျက်နှာမေ့သွားတော့ငယ်လာပြန်ပြီစောစောစီစီမတ်တက်ရရပြင်းနေတဲ့ငယ်ကြောင့်နေငယ်လေးကြီးမြတ်သွားဖွင့်လိုက်မယ်ဟုတ်တာပဲခြေတော့ကမတ်တက်တောင်မဆက်နိုင်တာမေ့သွားတယ်ငယ်နေမာလေးစားနေတာလေငါလည်းကြွေးအောင်လေဟာယူကြီးကောက်စုပ်စောစောစီစီသူများအိမ်လာစားချင်တောက်ချင်နေတယ်ကြီးမြတ်သိန်းတော့သူ့ကိုမကြွေးနဲ့တငယ်ချင်းကိုစမနေပါနဲ့ငယ်ရေကြီးမြတ်ထည့်ပေးလိုက်ပါမယ်မော်ဟင်္ဂါတွေကအများကြီးကိုတယောက်ထဲလေကုံမာမမဟုတ်တာမကုံလေချက်ကီကိုကျွေးရမယ်အတူတူယူချီကိုကျွေးလိုက်လဲစားပါတယ်ငဲအဆုပ်လို့ငါ့ကိုများခွေးနေနိုင်နေပေါ့ဘာလဲမစားဘူးလားမစားဘူးလို့ပြောမိလို့လားဟာယူချီတဲ့ငယ်လေးကအစံခင်နဲ့ငယ်တငယ်ချင်းတွေပါငယ်လေးကအရန်ဆိုတော့တော်တော်များများကအပေါင်းအသင်းတိတ်မလို့ချင်းကြယူချီနဲ့ပေါင်းလို့ရတယ်ဆိုတာကလည်းယူချီကိုယ်တိုင်ကငယ်လေးစရိုက်နဲ့တပုံစံနဲ့ပြောမနာဆိုမနာတငယ်ချင်းတွေဆိုရင်လည်းမှားမိမထင်စောစောစီစီငါအိမ်လာတာမျိုးဖို့ဆိုဖို့လာယူချီဟဲ့သမီးဘလို့ပြောလိုက်တာလဲဘယ်မှမသိကြောက်လာတဲ့မိမိပြောမနေပါနဲ့အတီးယာသူကလူမမဟုတ်ပဲလူလိုပဲပြောတတ်ပါမလဲအောင်မငါလူမဟုတ်လို့နွားလားနင့်ကိုနင်သိမှာပေါ့ယူကြည်ကောင်စုပ်ငါချီတော်နားနေလို့နင်တက်တာသွားတယ်မှတ်မဟုတ်လို့ကတော့နင်မလွယ်ဘူးဟာတနာပါတယ်ငါစီခဲမောင်သွားစားမလားလို့လားခေါ်တာနေမကောင်းဘူးဆိုလဲနေခဲ့ပါတော့နော်နွားမလေးခနဲ့တလူပြောလိုက်တဲ့ယူကြည်ကြောင့်အန်ကိုကြိတ်လိုက်ပြီးချီတော်နားတယ်လို့ပဲပြောတာရေခဲမောင်မစားနိုင်ဘူးလို့မပြောဘူးလာသွားမယ်ငါ့ကိုကူတွေဟဲ့ဖြစ်ပါမလားဒီကလေးတွေဖြစ်တယ်မေမေငယ်လေးအတွက်ပိုးမနေနဲ့ယူကြည်အတွက်သာဘူးဒီကလေးတွေနဲ့တော့ခတ်ပါယူကြည်ကစိမ့်စိမ့်ဆူဆူနဲ့အခုမှအသင်းဖွင့်ထားသည်လို့ထင်ရတဲ့ကဖေးဆိုင်တစ်ဆိုင်ရှိတွင်ကားကိုချက်လိုက်တယ်ဒါငါတို့စားနေကြဆိုင်မှာမဟုတ်တာလာပါယူကြည်ကဆိုင်နိုင်မျိုးကိုလက်ညှိုးထိုးပြတဲ့ဖြင့်ကြည့်လိုက်တော့ယူကြည်ကဖေးစင်တာနေဆိုင်ဖွင့်လိုက်တာလားဖြည်းဖြည်းလျှောက်ငါအထဲရောက်မှပြောပြမယ်ယူချီတို့ဆိုင်နဲ့ဝင်လာကလေးကတတိထားမိသူကတော့အာနာဆက်ဆိုတဲ့ဦးလေးကြီးပါပဲဆက်ကခေါ်ပြီးချစ်သူတယောက်ဖြစ်တာကြောင့်အသစ်ဖွင့်တဲ့ဆိုင်လေးမှာစိတ်အေးလက်အေးနဲ့လာပြီးအပန်းဖြေတတ်တယ်မင်းမချစ်သူရှိနေတာလားငယ်လေးရဲ့ကိုရှစ်ဆက်တို့ကိုကြောက်နေမိပြီယူချီဆိုင်လေးကတကယ်ကိုတတ်တတ်ရရက်လေးလေးဝင်လေးထွက်နေကောင်းတော့တန်တန်ပြန်ပြန်နဲ့တစ်ပင်လေးတွေဆိုစိမ့်ဆူနေတာများကြည်လို့ပင်မဝယူချီစပွဲပေါ်တင်ထားတဲ့နှင်းစီပန်တွေကဘာလို့အဝါရောင်တွေကြီးဖြစ်နေရတာလဲယူရှင်နေတယ်လို့မထင်ဘူးလားအစင်ကတော့အယောင်ဆုံးထိုးတယ်လေဒီနေ့နဲ့အတွက်စီစဉ်ပေးထားတာသဘောကျတယ်မဟုတ်လားငါအဝါရောင်ကြိုက်တာနင်ဘလို့သိလဲခရောင်းငယ်ရဲ့နင်းနဲ့ငါပေါင်းလာတာစေစွန်းနဲ့ချီးနေပြီငါမပြောနဲ့နင့်ကိုကြိုက်နေတဲ့သူရတို့အောင်ကျော်တို့တောင်နင်ပါရောင်ကြိုက်လေသိတယ်အေးပါမင်းမိတယ်ငါအမနင်ပြောတော့ငါ့ကိုရေခဲမုံကျွေးမယ်ဆိုဘယ်မှာလဲခဏနေပါအောင်ဟာလာမှာပါဘလို့ဖြစ်နေတာလဲနင်မစားဘူးတဲ့အရာကြလို့ပြောပါအောင်ဘာအလုပ်ဘာဂိုင်းမှမရှိတဲ့နင်ကဘာစိတ်ကူးပေါက်ပြီးစိုင်ထဖွင့်တာလဲဘာဖြစ်ရမှာလဲမိမိပေါ့ငါ့ကိုအလုပ်မရှိအကိုင်မရှိနဲ့လေလွတ်နေလို့တဲ့အရင်ကြီးထုတ်ပေးပြီးငါ့ကိုဦးစီးခိုင်းတာအလုပ်ရှုပ်တာပြောမနေနဲ့တော့တခါသိချင်စိတ်တောင်ပေါက်လာတယ်အာကြားရတာဝမ်းသာလိုက်တာတော့အရှင်လုံးငါသွားလေရနင်မလိုက်နိုင်တော့ဘူးနေ့ကြောင်ဖြစ်ရတာလေနင်းနဲ့ပေါက်ပြီးပောက်ကရလုံးလို့တဲ့ဖေဖေကဆိုကျိန်းလိုက်တာနင့်မေမေရွှေပြေတရားဟောတာထက်ကိုစိုးသေးတယ်ပြောတာပြောရတာမေမေကပွားစီနိုင်ပေမဲ့ငါ့ကိုတော့ချစ်ပါတယ်အခုလေဇီခဲမောင်ရှာပါပြီဇီခဲမောင်လာချတဲ့ကောင်လေးဇီခဲမောင်ကစွစုပေါင်းစု10ခွက်ယူချေငါ့ကိုဒါတွေအကုန်စားခိုင်းနေရလားအေးလေလူရင်ပြောနေကြိုက်တယ်လို့စားလို့ရတယ်ယူချေငါပြောပြမယ်သိလားလူတွေကလေရုပ်တရက်သဘောကောင်းလာရင်အချက်နှစ်ချက်ရှိတယ်ပထမတစ်ချက်ကတကယ်စေတနာရှိလို့ဒုတိယတစ်ချက်ကတခုခုကိုပြန်လို့ချစ်ခြင်းလို့နေကြည့်ရတာပထမအချက်နဲ့တော့ကိုက်ညီမှုမရှိဘူးသိကြတယ်နင်ငါ့ကိုဘာခိုင်းမလို့လဲဟိုလေဟာငါဆိုင်ကတပတ်လုံးဖွင့်တော့ငါမနာရဘူးဟာအဲ့တော့တပတ်မှာ1ရက်လောက်နေအားတဲ့ချက်ပေါ်ဟာငါအစားစိုင်ထိုင်ပေးပါလားခိုင်းတာမဟုတ်ပါဘူးဟာအကူကြီးတောင်းတာပါအေးပေါ်လေငါကလည်းဘာအလုံးမှမရှိတာတပတ်မှာ1ရက်ဆိုတော့မစိုးပါဘူးတနင်္လာနေ့ဆိုရတယ်မလားအင်္ဂါနေ့ကချက်ကီနဲ့အင်းလျာမှာလက်ဆောင်ရအောင်ပါဆိုတော့ငါမအားဘူးကျေးဇူးတင်ပါတယ်ဟာဘယ်ရက်ပဲဖြစ်ရပါတယ်မင်းတငယ်ချင်းဆိုင်နေလားငယ်လေးရေမင်းနဲ့ကိုရေးသက်ရှိလို့ဖြစ်မယ်နောက်ဆိုတနင်္လာနေ့တိုင်းကိုလည်းအမြဲလာခဲ့ပါမယ်မင်းရဲ့ဖြူစင်တဲ့အပြုံးလေးတွေကကိုနှလုံးသားကိုအာနာတွေပေးနေပြီးကောင်းမလေးရေငါစိတ်ချမယ်နော်ငယ်လေးဝန်ထမ်းတွေကိုတိချထိုင်အောင်ဆိုင်ကိုလည်းဂရုစိုက်အောင်ယူကြည့်တပတ်ဝါနဲ့မိမကြီးကြနေတာပဲစိတ်မချရင်လည်းငါ့ကိုစောင့်ခိုင်းမနေနဲ့စိတ်ပေါက်ပြန်ပြောလာတဲ့ငယ်လေးကြောင့်ယူကြည်စကားကိုပြန်ပြောရပါတော့တယ်ငယ်လေးစိတ်ကိုသူ့အသိဆုံးမဟုတ်လားငယ်လေးကအရက်သားရှိတာ
စိတ်ကတပေပင်ပြည့်မီမထင်နေကြိုက်တယ်လို့နေပါတော့ဟာငါသွားတော့မယ်ယူကြီးလေးထိုနေရာမှာအမြန်ခွာရပါတော့တယ်ငယ်လေးစိတ်ပြောင်းသွားကမှဖြစ်မလွယ်ပါစိုက်ဆောင်ပေးရတာတိတ်တော့အပန်းမကြည့်ပါဘူးငွေစင်းကောင်တာမှာထိုင်ပြီးငွေစစ်ပေးနေအောင်ပါပဲဆိုင်ထဲတုံဝင်လာတဲ့သူရတို့အဖွဲ့ဘေးကနေဘလို့အနက်ခံရလာတယ်မသိငယ်လေးလေးမျက်နှာကိုငကူကတင်ထားလိုက်တယ်ခရောင်ယူကြီးပဲသွားလို့လေယူကြီးပဲသွားလေဆိုတာငါမသိဘူးကြော်သူရနေဆိုင်လာတာမဟုတ်လားစပွဲလွတ်တွေအများကြီးရှိတယ်ဝင်ထိုင်လိုက်ခရောင်ရတစိမ့်ဆန်လိုက်တာဟာရှင်းရှင်းပြောရရင်နင်းရှိတယ်ဆိုလို့ငါလာခဲ့တာနင်ငါ့ကိုဘယ်တော့အဖြစ်ပေးမှလဲဒီမှာကြော်သူရနေအစံအားနေလားနေအားပြီမဲ့ငါမအားဘူးဆိုင်လာတာမဟုတ်ဘူးဆိုရင်လေနေပြန်มาတော့ငါပြဿနာမဖြစ်ချင်ဘူးခရောင်ရဲ့ငါနဲ့ကိုတိတ်ချစ်တာပါဟာနင်ဘာလို့ငါ့ကိုပြန်မချစ်ရတာလဲခရောင်လည်းစိတ်ပေါက်ပြန်ပစရက်ရှိတာပြောချလိုက်တယ်ငါမှချစ်သူရှိတယ်ငါမယုံဘူးခရောင်နင်မှချစ်သူရှိရင်ငါသိရမှာပေါ့ငါချစ်သူကယူငယ်လေးရဲ့ချစ်သူကကိုပဲဦးခြာတိတ်အုပ်စုဆိုင်ထဲဝင်လာကြတဲ့ကဆက်ရှိနေတာပါငယ်လေးဘယ်လိုတုတ်ပြန်မလဲဆိုတာသိချင်လို့အตาနဲ့ညင်ပြီးကြည့်နေအောင်ပါပဲခမရကကိုနာမီအာနာဆက်ခရောင်းငယ်ရဲ့ချစ်သူမင်းသွားတဲ့ပြီးခြာတိတ်မင်းလူတွေကိုပါခေါ်သွားနောက်ဆုံးငယ်လေးနာမမင်းကိုထပ်မမြင်ချင်ဘူးကိုပြောတာရှင်းရလားအသက်အရွယ်နေမလိုက်ကျင့်ကြံမှုတွေကိုမနိုင်မနှင်းသိထားတဲ့အာနာဆက်ဆိုတဲ့ဦးလေးကြီးကိုမလေးဘူးလားလို့မေးလိုက်ချင်ပါတယ်ကြော်သူရာတို့ကတော့စိတ်ဆိုးမှန်ဆိုနဲ့ကြိုကြည့်ကြည့်သွားကြတယ်ကျေးဇူးတင်ပါတယ်ဦးအာနာဆက်မင်းအစီပြေအောင်ဦးဆက်လို့ပဲခေါ်ပါခရောက်ရဲ့မင်းကဘယ်ဆိုလို့လဲပြဿနာတစ်ခုကိုဘယ်လိုကင်တွယ်ရမလဲဆိုတာမင်းသိတာပဲကျေးဇူးတင်ပါတယ်ဦးဆက်ဒါမင်းဆိုင်လာငယ်လေဆက်တမင်တကာစကားစာပြီးမိလိုက်ချင်ပါစောနာကသူ့ချစ်သူကိုယူလို့ပြောနေတာသူကြားလိုက်တော့ယူချင်တဲ့ငယ်ရဲ့ဆက်ဆံရေးကိုသိချင်တာလည်းပါတယ်ဒါငယ်လေးတငယ်ချင်းယူချစ်ဆိုင်မှာယူချင်မအားလို့အစားထိုင်ပေးတာယူချင်ကမင်းတငယ်ချင်းလားဟုတ်ပါတယ်ငယ်လေးတငယ်ချင်းမှာအလုပ်ကိစ္စလေးရှိလို့ဥပြန်အောင်မငယ်လေးဟုတ်ကဲ့ဦးဆက်ဦးနာမည်ကအာနာဆက်တယ်လားနာမည်နဲ့လိုက်တာဦးဆက်ရဲ့အာနာတွေကငယ်လေးနှလုံးသားကိုအမိတ်တွေပေးနေတာဦးသိရလားဆက်တယောက်ဒီကောင်မလေးနာမှာနေရတာကိုမလုံတယ်လို့ဖြစ်လာလို့သာတကယ်တော့ဒီကောင်မလေးနဲ့သူကအသက်20ခန့်ကွာလိုက်မယ်ငယ်လေးရဲ့အိုမင်းအပေါ်မတရားတယ်လို့များဖြစ်နေမလားမင်းကဦးသမီးအရွယ်လောက်ပဲရှိတာနှစ်အိုမျက်နှာကြိုက်ဆိုတယ်လို့များဖြစ်နေမလားကလေးရဲ့ဥပါလို့ရမလဲငယ်လေးတယောက်ခုတလုံးအိမ်အရာကတ်နေတဲ့ဖြင့်အံ့ဩနေသူကတော့ဒေါ်မြတ်လေးနေရဲ့ပါခရောင်းငယ်ရှင်းမေမေငဲ့ကိုဘာခိုင်းမလို့လဲဟုတ်လားခရောင်းငယ်ညီစိတ်ကောမှန်သေးရဲ့လားခုတလုံးညီအရန်ထူးဆန်းနေတယ်နော်အရှင်ကတော့လမ်းမများတော့ဘူးအိမ်မေကတ်နေတယ်ဘာပြဿနာတွေများအပြင်မှာရှာထားလို့လဲမယုံသလိုမေးလာနေမိခင်ကြောင့်မေမေကတော့လေငယ်အပြင်သွားတော့လေမိန်းကလေးတမ်းမဲ့လမ်းတလားရကောင်းလားလို့ပြောပြန်တယ်ခုအိမ်မှာနေပြန်တော့လေလူကိုမယုံသလိုနဲ့မေမေနဲ့အန်တီသူသားကြောင့်ပေါ့ယူချိန်မအားမှာတော့ငယ်ရဘသူနဲ့လမ်းတလားလို့ရှားတော့မှလေလက်ဆတဲ့တော်ကြီးကမအီကိုကောက်နေတာပေါ့တော်ပါတော့မေမေကိုလည်းမကောက်ရဲပါဘူးမေမေရဲ့ရွှေပြည်တရားကိုလည်းသမီးမနာနိုင်တော့ဘူးဗိုက်စားတယ်ထမင်းသွားစားတာပဲကောင်းတယ်ငယ်လေးတို့ခြံထဲမှာနှင်းစီပင်တော်တော်များများရှိတယ်အများဆုံးကတော့နှင်းစီဝါတွေပါငယ်လေးအရန်ကြိုက်လို့ကိုယ်တိုင်စိုက်ထားတာငယ်လေးပန်းမင်းတွေစီလောင်းမလို့လားဟုတ်တယ်ကြီးမြတ်ရဲ့ဖေဖေပြန်လာတော့မှဆိုတော့ဖေဖေလာတဲ့နေ့မှာပန်းတွေအလုံးပွင့်နေစေချင်လို့ကောင်းပါပြီတော့ငယ်လေးတို့ခြံကအရန်ကြီးမကျေပေမဲ့အလိုက်ထိုက်တော့ရှိပါတယ်ငယ်လေးတွေတော့စိတ်ကြိုက်စွန့်နိုင်တဲ့ကစားကွင်းကြီးလိုပါပဲဟယ်လိုယူချိနင်ဒီနေ့အားလားခရောင်းရငါဘယ်လိုအားမလဲဟာခုတောင်ဆိုင်မှာလူကြနေလို့နင်အားရင်လာခဲ့ပါလားငါမအားဘူးချက်ကီနဲ့အင်းလျားဘက်သွားပြီးပြေးမလို့နင်မအားတော့လေငါတယောက်တည်းပဲသွားလိုက်မယ်ခါတိုင်းဆိုယူချိနဲ့ငယ်ကနှစ်ကွတ်တစ်စိပ်ပါဘယ်တော့ခွဲလို့မရပါယူချိကသူ့အလုံးနဲ့သူဆိုတော့ငယ်တယောက်တည်းဖြစ်နေရှာတယ်အင်းလျားဆိုတာအတွေးတွေသွားကြတဲ့နေရာမျိုးပါယူချိနဲ့သာဆိုရင်နှစ်ယောက်ပေါင်းပြီးခုံလို့ရတာပြောစရာတယောက်တစ်ခုံစီထိုင်တော့အတွဲနှစ်တွဲထိုင်စရာမရှိတော့ဘူးပေါ့အကျန်းကသူများတွေကိုနှောက်ယှက်ချင်တာချက်ကီဆိုတဲ့ခွေးလေးကငယ်16နှစ်ပြည့်တုန်းကယူချေလက်ဆောင်ပေးထားတဲ့ခွေးလေးပါအင်းလျာကန်ရေပြင်ကြီးကိုငေးကြည့်ရင်ချက်ကီရဲ့နင့်တခင်ကမအားဘူးတဲ့ငါတို့အရင်လိုမစိုးရတော့ဘူးပေါ့အကိုလေးဖင်တကြောကြောနဲ့ဘာဖြစ်နေတာလဲငါပြန်တော့မယ်တူတရာသွားစရာရှိသေးလို့ပြောဆူထသွားတဲ့ဆက်ကြောင့်ဒီပန်အိုယူမသွားတော့ဘူးလားအေးကွာလောနေတာနဲ့မေးတော့မလို့ကျေးဇူးပဲတူတဒီပန်အိုလေးကသူငယ်လေးအတွက်တမင်စိုက်ထိသွားယူလာတာပါငယ်လေးကိုကနေတိုက်မိထားတာလေသူတရင်မမေ့ရသေးဘူးလေဒီကောင်မလေးနဲ့တွေ့ဖို့အတွက်ဆိုသူ့ရှင်တွေကတိတ်ခုန်နေရတယ်တွေ့တာတွေ့ချင်တာသူ့အသက်အရွယ်နဲ့ဆို
ဒီကောင်မလေးကိုချစ်စရာကြိုက်စကားပြောဖို့အင်အားကြတော့မရှိကိုသမီးအရွယ်လောက်လေးကိုကြီးစားစကားပြောရင်လူရည်စရာဖြစ်နေမလားဟုပင်တွေးမိတယ်အချစ်မှာမျက်စိမရှိဘူးဆိုတဲ့စကားကိုသာအင်အားအဖြစ်အသုံးပြုနေရုံသာအချစ်မှာမျက်စိမရှိပေမဲ့ဒီကောင်မလေးကသူ့လိုဖိုးအိုကြီးပေါက်စားကိုပြန်ချစ်ဖို့ဆိုတာကလည်းမသေးကြအင်းလျာဘက်ကိုရောက်သွားခုံနံလေးပေါ်မှာတယောက်တည်းထိုင်းနေတဲ့ငယ်ကံရည်ပင်ကြီးကိုငေးမောနေတာများတကယ့်ကိုဆွေးဆွေးမြင့်မြင့်ခရောင်အနောက်မှာခေါ်တန်ကြသဖြင့်ငယ်လေးလည်းကောင်းနေနေငယ်ကကြည့်လိုက်တယ်။အော်ဦးဆန်ချိန်ထားတာရှိလို့လားလက်ထဲမှာလည်းပေါင်ဝကြီးနဲ့ဟုတ်တယ်ခရောင်ရဲ့ဒါပေမဲ့ဦးချိန်ထားတဲ့သူကစောက်မလာဘူးလေသူ့စီလာတယ်ပြောလို့ဘယ်ကောင်းမလဲဒီကောင်မလေးရှုံတောင်းမှုသားဝါဒလေးကလည်း300သေးတာဟုတ်လားဒါနဲ့ငယ်လေးကတယောက်တည်းလားချိန်ထားတာစောင့်နေတာလားအဆက်ပြေစောင့်မနေတာရဲ့တကယ်ကဒီကောင်မလေးဒီလာမယ်ဘာလုပ်တယ်ဆိုတာသူစုံစမ်းထားပြီသားလူလေကြီးတကယ်ကိုမှလူလေကြီးငယ်တယောက်တည်းမဟုတ်ဘူးဦးဆက်ရဲ့ကြီးကြီးမြပါတယ်ဟိုးဘာမှာချက်ကင်းနဲ့လမ်းသွားလျှောက်တယ်ဦးချိန်ထားတဲ့သူကလည်းမလာဘူးဆိုတော့ဒီပန်းအိုလေးကိုငယ်လေးပဲယူလိုက်ပါအောင်အိမ်ပြန်မယူသွားချင်လို့လက်ဆောင်အနေနဲ့ပေါ့ဦးချိန်ထားတဲ့သူကြောက်လာရင်ဘယ်လိုလုပ်မလဲငယ်မလို့ချင်ပါဘူးဦးရဲ့ဧည့်သည်ကိုသာစောင့်ပြီးပေးလိုက်ပါဦးစီကိုဖုံးဆက်ပြီးပြောတယ်သူမအားလို့တဲ့ပြီးတော့ငဲ့ကိုဦးကနေတိုက်ထားတယ်လေရောချေးပေးတဲ့သဘောပေါ့ဦးပေးချင်နေဆိုရင်လေငယ်ယူသွားလိုက်ပါမယ်ကျေးဇူးပါနော်ငယ်လေးကြီးကြီးမြအတန်းကြောင့်ပြန်ကြတော့မလားကြီးမြပြန်ကြတာပေါ့ကွယ်အရန်နောက်ကြနေရင်ငယ်ရောကြီးကြီးပါနှွေးရဆူမှာဦးဆန်ငယ်ဆိုင်ကြမှာပဲကော်ဖီတိုက်တော့မယ်နောက်ကြရင်မိမိဆူမှာမို့ငယ်ပြန်မအောင်မယ်ဟုတ်ပါပြီဗျာခွေးလေးကိုဆွဲကထွက်သွားတဲ့ကောင်မလေးစပင်လေးကိုခွစေးထားပြီးတကယ့်ကိုကလေးလေးကြလို့မိမိရဲ့အိမ်လေးကအိမ်ပြင်သားတိတ်မထွက်တာပါငယ်လေးပေသွားတယ်ဘာလို့တယ်ဆိုတာကအစသူ့အကုန်သိအောင်ကိုတော်တဲ့သူခုလေငယ်ကဖြင့်အိမ်တောင်မရောက်သေးဘူးငယ်တဲ့ရင်ကအိမ်ဆောင်နေပါပြီငယ်လေးမိမိစီကိုခဏလာထိုင်အောင်ဟုတ်မိမိငယ်ကိုဘာပြောမလို့လဲညီအတန်ကြီးလူတယောက်နဲ့ရှုပ်နေတယ်ဆိုဟုတ်သလားခရောင်းငယ်မိမိပြောလောက်အောင်လဲဦးကအသက်မကြီးသေးပါဘူးဦးတဲ့ခရောင်းငယ်ညီပါပဲလို့ပတ်ဝန်းကျင်မှာနားတွေမျက်စိတွေရှိတယ်ဆိုတာမှတ်ထားမဖြစ်သေးပါဘူးညီပေပြန်လာတာနဲ့ပြောကိုပြောမှဖြစ်တော့မှာပါအဲ့ဒီပတ်ဝန်းကျင်ကလူတွေကလေထမင်းစားပြီးအသက်ရှင်တာလားသူများအတင်းတုပ်ပြီးအသက်ရှင်တာလားတော်တော့ကိုဆက်ဆူတဲ့လူတွေသူများကိုလိုက်ပြောမနေနဲ့ညီးသာနေတဲ့ထိုင်တဲ့ရင်ဘသူမှညီကိုထိုင်ကြည့်ပြီးကြည့်ရမနေဘူးအသက်ပဲ20ပြည့်တော့မယ်ခုထိအနေထိုင်မတက်သေးဘူးညီဒုက္ခလှလှတွေ့မယ်ဒုက္ခကလှလှနဲ့ပဲတွေ့မှာလေငယ်လေးနဲ့ဘာဆိုင်လို့လဲခရောင်းငယ်ညီမအေးကိုတော်ပါတော့မိမိရဲ့ရွှေပြည်အေးတရားကိုသမီးဆက်မနာနိုင်တော့ဘူးသိပ်ပြီးပြောချင်တဲ့ပါဆိုလဲချက်ကီကိုသာပြောတော့ခရောင်းငယ်ငါစကားမဆုံးသေးဘူးပတ်ဝန်းကျင်ဆိုတာကြီးကိုခရောင်းအရှမ်းမုန်းတယ်ဘာပဲလို့ဘသူကများငါကိုအပြစ်ပြောမလဲပဲတွေးနေရတာကိုထမင်းကိုစားပြီးသူများသဘောကြတော့မနေနိုင်ပါကိုထမင်းကိုစားကိုကြိုက်တာကိုလုံးမြေလူစားမျိုးပါပဲဦးဆက်ကအသက်ကြီးနေလို့တဲ့အသက်ကြီးတော့ဘာဖြစ်လဲယောက်ျားပစင်မိန်းမပကတ်တွင်းနဲ့ဘာပဲဖြစ်ဖြစ်ဦးဆက်ကိုငယ်ကတော့ချစ်မှာပဲငယ်ဖေဖေကိုလွမ်းနေတာဖေဖေကလည်းချစ်သမီးလေးကိုလွမ်းတာမှာပဲဗျာကဲဒီသားဖပြီးမှအလွမ်းတဲ့ကြထမင်းစားရအောင်ကြွားခဲ့ကြပါအောင်ရှင်မိမိမနာလို့နေတာမလားငယ်လေးကိုမိခရောင်မိကြီးကလည်းကွာကလေးကိုလာပါသမီးရဲ့ဖေဖေလည်းဗိုက်စာနေပြီခရောင်ကအဖေချစ်ပါအဖေကိုပို့ချစ်တယ်အဖေစကားဆိုပို့အလေးထားတယ်ဖေဖေကမိမိလိုပွားစီမလောက်တာကိုသဘောကျဆုံးပဲဘာပဲလို့အေးအေးဆေးဆေးဆုံးပါတယ်မိမိလိုရွှေပြည်တရားမဟောခရောင်ပါမှာပဲလို့ခရောင်စီကနေမမစက်တီးပေးတဲ့တကယ်ဖခင်ကောင်းတယောက်ပါပဲအခုလေခုတလောရုံးမှာတိတ်မရှိဘူးနော်တခြားကိစ္စတွေရှိနေလို့လားအရေးကြီးကိစ္စမှာတိတ်မရှိပဲတူတာရငါမရှိလဲမင်းရှိနေတာပဲမိမိတင်းတွေလောက်ပဲငါတက်ရင်ရှာနေတာကိုအကိုလေးကြီးရတာမှုရနေတယ်လို့ပဲဘာလဲကွာမှုရတယ်ဆိုတာအချင်းနဲ့တွေ့တာကိုပြောတာဗျတယောက်တည်းလေးခဏပြုံးနေဆိုတော့သိကြပါတယ်အကိုလေးမှုရနေတာမင်းရလေကွာငါလည်းငေတော့တာမှမဟုတ်ပဲအချစ်ကိုရှာတာမစမ်းပါဘူးကွာအကိုလေးကမငေတော့တာကိုမဟုတ်ဘူးဖိုင်းနေပြီဗျသူ့တာယာအသက်ကြီးလေစွမ်းလေဆိုတာမင်းနောက်မှသိမယ်ကွာအပြောကတော့ဟုတ်နေတာပဲဗျတကယ်ပါအချစ်နဲ့ပတ်သက်ရင်သူခံစားရမှာကြောက်တယ်ဒီကောင်မလေးနဲ့ပတ်သက်ပြီးဖြစ်တည်လာတဲ့အချစ်ကသူ့ဘဝမှာပထမဆုံးမိန်းကလေးတယောက်ကိုချစ်ဖူးတာပါဒီကောင်မလေးကိုသူပြောမပြတတ်အောင်ချစ်တယ်ခရောင်ဖိုးဖိုးဆုံးတာအနှစ်20ပဲရှိခဲ့လေပြီပြောရမယ်ဆိုခရောင်တသက်ပေါ့ဖိုးဖိုးအတွက်ကုသိုလ်လုပ်ဖို့မဟာဝိဇ္ဇာဖះမှာဖေဖေတို့အတူတူခရောင်လေးလိုက်လာခဲ့တယ်ဖေဖေမျက်နှာလည်းမကောင်းပါလားဘာရမဟုတ်ပါဘူးငယ်လေးရဲ့ဖေဖေအတိတ်ကအရာတွေကိုပြန်တွေးမိလို့ပါ
သမီးနင်းနံဖျားကိုသွားမယ်ဆိုခယောင်းကအစိပ်ပြရဲ့အကောင်မြင်ပါတယ်ဖေဖေကိုပိုစိတ်ထိခိုက်မဲ့စကားတွေမပြောမိအောင်တမင်တကာဆောင်ခိုင်းလိုက်ခြင်းမှာခယောင်းလည်းမိမိနေနံကြတာပြီးဖျားဘက်သို့ရှောင်လာခဲ့လိုက်တယ်ဥစ္စာဖျားကိုရေတက်ပင်နေတဲ့ဆက်ခယောင်းဖျားလာတာလားတယောက်ထဲလားကလေးမဟုတ်ဘူးဖေဖေနဲ့မိမိပါတယ်ခယောင်းကဘာလို့ရွှေတကုံဖျားကိုမသွားတာလဲအိမ်နဲ့ပူနေတာပေါ့အိမ်နဲ့တော့နေပါတယ်ဒါပေမဲ့လူအစမ်းများလို့ဖေဖေကဒီပဲလာလိုက်တော့တာဥဆက်ကရောဥဆက်လည်းအတူတူပါပဲစိတ်အေးလက်အေးမိမိအတွက်ကုသိုလ်လာလောက်တာခယောင်းတို့လည်းဖိုးဖိုးအတွက်ကုသိုလ်လာလောက်တာဥမမေဆုံးတာ20ရှိပြီလေဖိုးဖိုးဆုံးတာလည်း20ပဲ20ဆိုတာခယောင်းတစ်သက်ပါပဲဘာကြောင့်များဒီလောက်ထိတိုက်ဆိုင်နေတယ်မသိဥပါတွေတွေးနေတာလေဘာမှမဟုတ်ပါဘူးငယ်လေးရဲ့ပိုတွေးတီတွေပါမေ့နေတာဥကိုခယောင်းဖေဖေတို့နဲ့မိတ်ဆက်ပေးမယ်လေဖေဖေတို့ကဆောင်းနာဘက်မှာခယောင်းကိုဆောင်းရနောက်ကိုလိုက်ခဲ့ပြီးဟိုမှာလေဆောင်းတဲ့နေ့မှာထိုင်းနေတာခယောင်းဖေဖေနဲ့မေဆက်အတိတ်ကအကြောင်းအရာများရုပ်တရက်စိတ်ထဲရောက်လာတယ်နှလုံးသားတစ်ခုလုံးအမြင့်ကနေဆွဲနှုတ်ပစ်လိုက်တယ်လို့ခံစားလိုက်ရတယ်နာကျင်မှုကြောင့်လက်သီးကိုတင်းတင်းဆုပ်ထားလိုက်တယ်ရုပ်တရက်ဆိုတယ်လို့ဘာမှမပြောဘဲထွက်သွားတဲ့ဦးကြောင့်ခယောင်းကြောင့်တောင်းနဲ့ကြည့်နေမိတယ်ဘာဖြစ်လို့လဲဘာကြောင့်လဲဘာကြောင့်ခယောင်းကဒီမိမနဲ့ပတ်သက်နေရတာလဲရက်ဆက်လိုက်တာကန်တရားရဲ့20ကြီးများတောင်နိုင်ငံသားမှာတယောက်တည်းအဆင်ပြေအောင်မနေကြိုးစားခဲ့တာအစားအလုံးကခယောင်းမိပါတွေကြောင့်ခယောင်းငယ်မင်းကငါဘလောက်ချစ်ချစ်ဒီမိမနဲ့ပတ်သက်နေတယ်ဆိုရင်တော့ငါမင်းကိုမရှာကြအောင်မုန်းရမှာပဲဒီနေ့ဆိုဥပြောင်နေတာနှစ်ပတ်ပင်စီလေပြီဆိုင်ကိုလည်းမလာသလိုအင်းလျားဘက်ကိုလည်းစောင့်မလာပါဥမကြိုက်တာငါဘာများလုံးမိလို့ပါလဲဥငါကိုစိတ်ဆိုးနေတာလားဟဲ့ခယောင်းဘာတွေတီတိုနဲ့ပြောနေတာလဲအနာကနေလှမ်းဆာလိုက်တော့ယူချေကြောင့်နင်အပြစ်မသွားဘူးလားနင်တခုခုဖြစ်နေတယ်ထင်လို့ငါဘယ်မှမသွားတော့ဘူးနင်နဲ့တူငါပြန်ကူစောင့်ပေးမယ်လေအမဘာအေးမှလဲခယောင်းရနင့်ကြည်ရတဲ့စိတ်နဲ့လူနဲ့မကတ်တယ်လို့ပဲနေအောင်ငါရေခဲမုံလာချခိုင်းလိုက်မယ်ခယောင်းဘာမှပြန်မဖြစ်ပါဦးထိုင်နေကြစပွဲလေးကိုပဲငေးကြည့်နေမိတယ်ခါတိုင်းဆိုဦးကဆိုင်မှာကော်ဖီခါခါလေးလာတောက်တတ်တယ်လေခုလိုမလာတော့လဲခယောင်းရင်နဲ့ဟာတတ်တာရေခဲမုံကြပြီခယောင်းစားလေနေမဲကြိုက်တယ်ဆိုပြီးတော့တော်ပါပြီဟာငါမစားချင်ပါဘူးငါ့ကိုခင်ရင်စားပါဟာပါဇက်ကိုဟာခယောင်းငါတင်မလောက်ထားတယ်ဆိုတာအန်တီကိုသွားတိုင်ပါနော်အောင်မငါကဘာလုပ်လို့လဲခယောင်းနေမင်းညာကဘေးကိုသွားခဲ့တာလေငါတွေ့တယ်နော်အန်တီကိုသွားတိုင်ပါမင်းညာကစိတ်ညစ်ညစ်ဖြစ်ခယောင်းဘာတခုကိုရောက်ခဲ့တယ်တောက်တော့မတောက်ဖြစ်ခဲ့ပါဘူးအိမ်ပြန်တော့ကြလေမိမိဆွေမြေဆို၍ကြာပဲမနေခဲ့ပါဒါကိုယူချီဘလို့တွေ့သွားတယ်မသိယူချီစုပ်လောက်ပါဟာမတိုင်စေချင်ရင်ပါဇက်ဟာလေဟာငါကြွေးတဲ့ခြေခဲမုံလေးစားပြီးပြုံးလေးနေဘာမှမတွေ့နဲ့ကောင်းသားပဲမတရာရီစာမှုလာတော့မသိဘူးခယောင်းမရှော့နေမသာစားတော့စားတာပါခေါ့ကြွေပါအောင်နော်လို့နောက်ခါစားရင်မကြွေးတော့ဘူးဒီမြင်ကွင်းကို तू မမြင်ရပါသူ့နှလုံးသားကမခံနိုင်ငါမင်းကိုနောက်ဆုံးအနေနဲ့လာကြည့်တာလေမင်းပြောနေတာမြင်ရတော့ငါနှလုံးသားကဘာလို့နာကျင်ရတာလဲမင်းအမေမင်းမယုံချောင်းသားမဟုတ်ရင်ငါမင်းကိုပို့ချစ်မိမှာမင်းဖေကိုလည်းမုန်းတယ်မင်းမေကိုလည်းမုန်းတယ်မင်းတို့မိသားစုကိုငါသိမ့်မုန်းတယ်မင်းကိုလည်းငါစားအောင်မုန်းတယ်ခယောင်းငယ်ငါမင်းတို့မိသားစုနဲ့ဝေးမှနေချင်တယ်ဒါပေမဲ့ငါမင်းကိုဝေးရမှနေဖို့ငါမှအင်အားမရှိဘူးကွာတခြားသူနဲ့ပြောနေတာမြင်ရတော့ငါစိတ်ထဲမှာတမျိုးကြီးပဲငါမင်းတခြားသူနဲ့ပြောတာမမြင်ချင်ဘူးငါနဲ့လည်းပြောရမှာမဟုတ်ဘူးငယ်လေးရေပြန်လာပြီလားသမင်းစားတော့မလားသမီးကြီးမြငယ်မစားတော့ဘူးငယ်မင်းတရားရှိလို့ပန်းချန်တွေကပန်အိုကငဲ့အခန်းတွေကဟာမဟုတ်လားဘာလို့အပြင်ထုတ်ထားတာလဲဦးဆက်ပေးထားတဲ့ပန်အိုမို့သူ့အခန်းထဲမှာတည်တံ့ထားတာပါဒီကောင်မလေးအဲ့လောက်ယူတာဟိုလေအဲ့ဒါမျက်ထုတ်ခိုင်းထားတာပါငေမိမိကတော့ခယောင်းစိတ်တွေရှုပ်နေပါတယ်ဘာလို့အလိုမကျမှန်းလဲသူ့စိတ်ကိုသူပဲမသိငယ်ဘာဖြစ်နေရလဲဘာမှမဟုတ်ဘူးမမေငယ်နာတော့မယ်ခယောင်းငယ်ညီချူတွေပြောင်းနေတယ်နော်ညီဘာဖြစ်နေရလဲကိုတတိလေးလေးကတ်ထားအောင်ခယောင်းဘာမှဆက်မပြောချင်တော့ပါဆက်ပြောရင်လည်းပြီးမှာမဟုတ်တော့ဟာစိတ်ရှုပ်လိုက်တာဂရင်မွန်နှဲချလိုက်ပြီးဦးကဖေဖေတို့နဲ့ပြဿနာရှိနေတာလားဒီကိစ္စတခုပဲရှိတာငါလည်းဘာအပြင်းမှလှုပ်ထားတာမှမဟုတ်ပဲဖေဖေကိုမေးကြည့်ရင်ကောင်းမလားမဖြစ်သေးပါဘူးဒါဆိုမေမေကိုရောမပြေးနိုင်နဲ့တရားနာနေရအောင်မယ်ဦးဟုတ်တယ်ဦးကိုမေးကြည့်ရင်ရောမဖြစ်သေးပါဘူးဦးနဲ့ငါကအဲ့လောက်မှမရှင်းနေတာမေးမယ်ဆိုရင်တောင်ဘယ်သွားစားမှတောင်မသိဘူးငါစိတ်ကစားနေတာလားဦးကိုတကယ်ချစ်မိသွားတာလားစိတ်ကစားရအောင်ငါကလေးမှမဟုတ်ပဲဒါဆိုငါတကယ်ရှင်ခုန်ခဲ့တာလားဟာငါဘာလို့စောက်တွင်နေပါလဲဘာပဲဖြစ်ဖြစ်
ငါကတော့ဥကိုချစ်တယ်ဘာတွေဖြစ်ခဲ့ချစ်မှာပဲအချစ်မှာမျက်စိမရှိဘူးခရောင်တယောက်စိတ်ညစ်ညစ်ပြန်ကားကိုဥတီယာမောင်းလာခဲ့တာမြို့ပြန်အောင်ရှောင်းနေလေပြီစိတ်ဆိုးနေတဲ့လက်ွယ်များကိုမြင်မတတိဝင်လာတယ်ကားကင်မှလည်းမိုးတွေညှို့လာနေပြီမို့အိမ်ပြန်မှဖြစ်တော့မယ်မိုးရွာရင်လမ်းတွေပိတ်တော့မယ်သူမလေးကောင်းမောင်တိတ်မကြွမှရုတ်တရက်ထိုးရသွားတဲ့အခါကျဟာအိမ်ကထွက်လာတော့ကအကောင်မိုးတွေညှို့နေပါလေဆိုဒီကားစုပ်ကတမျိုးငါမိပုံရှိုးလိုက်ရင်တော့လားခရောင်ကားကိုကြည့်ရန်အောက်သို့ဆင်းလာခဲ့လိုက်တယ်အောက်ရောက်မှတတိရတာကကားကိုလှော်ချပြီးပိတ်လိုက်မိပြီဆိုတာတီးလိုက်ပါတော့လားမိခရောင်ရဲ့ကားရတောင်ပြန်ဝင်လို့မရှားတော့ပါလားမိုးတွေကညှို့လာပြီးမိုးမရင်တော့ဒုက္ခပါပဲဖုံးကလည်းကားထဲမှာအဲ့ဒါမှတကယ်သေးတာပဲဘာမှကိုလှုပ်မရတော့ဘူးဆက်မြေခွက်တစ်ခုဝယ်ဖို့ကြည့်ပြီးပြန်လာခဲ့လေတယ်လမ်းမှာတွေ့လိုက်တဲ့ထိုးကောင်းမလေးဒီအဆက်မောင်းနေဆိုရင်တော့လူမားစရာမရှိကားပြတ်နေတာလားမသိဘူးငါဆင်းကြည့်လိုက်ရမလားဟာငါနဲ့ပါဆိုင်လို့ဆင်းကြည့်ရမှာလဲသူ့ဘာသူဖြစ်တာသူ့အဖေစီဖုံးဆက်လိုက်မှာပေါ့သူနဲ့ဝေးဝေးနေတာကောင်းပါလေဆက်ကားကိုလမ်းအတိုင်းမောင်းလာခဲ့လိုက်တယ်ကားမှန်ကအမေဖြစ်၍အပြင်ကကြည့်ရင်တော့မြင်ရမည်မဟုတ်မြို့ဝင်ရောက်တော့ရုတ်တရက်ကြီးရွာချလိုက်တယ်မို့တဖြည်းဖြည်းများလာပြီးလမ်းတွေပေါ်မှာဈေးတွေတင်နေပြီသူအဆင်ပြေပါမလားငါနဲ့ဆိုင်တာမှတ်လို့သူလည်းခက်ပညာတဲ့တယောက်ပဲသူနေတတ်မှာပါကာဝသာဆမ်းမောင်းလာခဲ့တယ်ငကူကမှလူကဖျားချင်နေပါလေဆိုမိုးရီများကြောင့်ခရောင်မျက်စိတို့ဝေဝါးလာတယ်ခေါင်းထဲကနေမိုက်ကနေဖြစ်လာကကိုတောင်မထိန်နိုင်တော့မိုးရီတဲ့သူလဲကျသွားတယ်မနက်ခင်းနေအောင်ကြောင့်ခရောင်မျက်လုံးဖွင့်ကြည့်လိုက်တယ်သူမမြင်နေကြမဟုတ်တဲ့မျက်နှာချက်သူမအခန်းမဟုတ်တဲ့အခန်းတစ်ခန်းရောက်ရှိနေတာကြောင့်ငါပဲရောက်နေရလေငါမနေ့ကမြို့ပြင်မှာမလားဒါကဘသူ့အိမ်လေမင်းတက်တာပြီမလားအိမ်ပြန်ရအောင်လားအတန်လာရကိုကြည့်လိုက်တော့ဦးဆက်သူ့အုံနောက်ကမပတ်သက်ဖို့ပြောပေမဲ့သူ့နှလုံးသားကလက်မခံမှထိုကောင်မလေးရှိရသူကားကိုပြန်မောင်းခဲ့လိုက်တယ်ခရောင်းရင်နဲ့အတိုင်းမသိပျော်ရွှင်မိတယ်ဦးဆက်ကိုတွေ့ချင်းလို့မြို့ပြင်ထိထွက်လာခဲ့တာကားပြတ်မိုးမိပြီးဒုက္ခရောက်နေပေမဲ့အစုံတွေကအမျက်လို့ပြောရပေမဲ့ဘာကြောင့်ကြည့်နေရလဲမင်းကအိမ်မပြန်တော့ဘူးလားဘယ်လိုလုပ်ဦးအိမ်မှာမင်းလေးကြနေတာတွေ့လို့ငါခေါ်လာတာဒါဆိုခရောင်းအဝတ်စားတွေကခရောင်းစကားကြောင့်ဟိုဘက်အိမ်ကဒေါက်တာမင်းကိုလာကြည့်ရင်းနဲ့လဲပေးသွားတာဘာဖြစ်လို့လဲကဲကွာအပူရီလာမင်းမနေနဲ့မင်းပြန်တော့ငါမင်းကိုလူမှုရေးအရာကူညီပေးပြီမင်းတို့မိသားစုနဲ့ငါမပတ်သက်ချင်ဘူးငါနဲ့ခဝေးဝေးမှနေတဲ့လားဦးရဲ့ဒါတွေဖြစ်လာရတာဦးကြောင့်လို့ပြောလိုက်ရင်ရောခရောင်းကိုစူအောင်မလားဦးဝနာကထွက်သွားဖို့နှင်အောင်မလားခရောင်းကိုကလေးပေါ်မှာဆွဲချကကာစီတို့ခေါ်လာခဲ့လိုက်တယ်ခရောင်းမှာတော့ရက်ကန်ဖြင့်လိုက်ပါခဲ့ရတယ်ဦးတီဟာတို့မှာတော့ငယ်လေးပြောင်းနေတဲ့ပြင်စိတ်ပူနေတယ်ဖုန်းကိုလည်းဆက်ပိတ်ထားတယ်ဘယ်ကိုမှဆက်သွယ်လို့မရကိုတီဟာသမီးတစ်ခုခုဖြစ်နေပြီထင်တယ်စိတ်ပူလိုက်တာတော့မျက်စုလိုက်လို့အိမ်ကထွက်သွားတာထင်တယ်သမီးလေးတစ်ခုခုဖြစ်ရင်မျက်တော်တီမှာရှာပါအောင်ကိုတီဟာရဲ့မဟုတ်တာမိမရမင်းသမီးကိုစူနေတာမှမဟုတ်တာမိဘနေရာကနေလာမမရအောင်ဆုံးမာတာလေမင်းအပြင်မှာမဟုတ်တာမင်းကြောင့်လေဟုတ်မယ်မထင်ပါဘူးတခြားကိစ္စကြောင့်နေမှာပါမြတ်ရဲ့ခြံထဲသို့ဝင်လာတဲ့ကားတစ်စီးဆင်းလေဘာကြည့်နေတာလဲဒါမင်းအိမ်မဟုတ်လားဦးကရောငါ့ဘာကိစ္စဆင်းရမှာလဲမင်းတို့မိသားစုနဲ့တမိုးအောင်ထဲမှာငါမရှိချင်ဘူးတက်လေးတဲ့ရှူနေရတာတောင်တော်တော်ရှင်ဖို့ကောင်းနေပြီဦးမစင်ရခရောင်လည်းမစင်ဘူးကဲဆင်းပြီကွာမင်းလည်းငါကားတွေကမြန်ထွက်တော့သမီးဘယ်ရီဆောက်သွားနေရလဲသမီးရဲ့ဦးတီဟာဘေးကလူကိုကြည့်လိုက်တော့အာနာဆက်မင်းငါသမီးကိုဘာလုပ်လိုက်တာလဲကဲကွာခမရလိုဒရိုင်ဘာတယောက်ကကျုပ်ကိုထိုးတယ်ဟုတ်လားဦးတီဟာခမရကျုပ်မိသားစုကိုလှုပ်ခဲ့တော့ငါရောကျုပ်ဘယ်လိုခံစားရလဲခမရတွေးကြည့်ဘူးလားအခုခမရသမီးကိုတညလေးခေါ်သွားတာကိုဒီလောက်ဖြစ်ပြစရာလိုလို့လားလူရောက်မှာကဲကွာဦးတီဟာရဲ့လက်သေးချက်ကြောင့်ဆက်နှုတ်ခမ်းဝါတွင်သွေးစာနေနဲ့ဆူလာတယ်ဖေဖေဦးကိုမလုပ်ပါနဲ့ဦးတခုခုဖြစ်ရင်သမီးလည်းနာကျင်ရတယ်ခုဆိုဦးနဲ့သမီးကသမီးဘာပြောလိုက်တယ်ဒီကောင်သမီးကိုခရောင်စကားကိုဆက်နားမလဲသူတို့ကြီးကအာနာဆက်နင်ငါ့ကိုမကျေနပ်တာနဲ့ပဲငါသမီးမှသိလို့နင်ရှုံမာတာမလားလူရှုံမာအာနာဆက်နင်ငါခြံထဲကနေအခုထွက်သွားနင်ထွက်သွားနင်မျက်နှာကိုငါမမြင်ချင်ဘူးထွက်သွားတော့ဟုတ်တယ်ဗျာဟုတ်တယ်ခမရတို့သမီးမှသိလို့ရှုံမာလိုက်တာရှင်းပြီလားဒါပေမဲ့ကျုပ်ကလူစိတ်ရှိတယ်ခမရတို့သမီးကိုကျုပ်တာဝန်ယူပေးမှာပါသွားအာနာဆက်မင်းငါခြံထဲကခုထွက်သွားလိုက်တော့ဦးထွက်သွားခိုင်းရင်သမီးပါလိုက်မယ်ဖေဖေသမီးမနင်စင်းမိနေပြီသွားနင်မထွက်သွားနင်ဒီနေ့ကစပြီးငါသမီးမဟုတ်ဘူးသွားနင်ဒီကောင်နဲ့ပတ်သက်နေတဲ့ရဲ့ငါအစိတ်တောင်မနေနဲ့သွားနင်တို့နှစ်ယောက်လုံးငါခြံထဲကထွက်သွားကြသွားမယ်ဦး
ကိုတီဟာရှင်သမီးကိုစွန့်ပြစ်နိုင်ပေမဲ့ကျမမစွန့်ပြစ်နိုင်ဘူးမသွားပါနဲ့သမီးရဲ့နောက်ဆိုမိမိသမီးကိုမစူတော့ပါဘူးတားမနေပါနဲ့မိမရမိဘရင်ကိုချစ်ဆုံးကမ်းပြီးသွားတဲ့သမီးမနင့်အကောင်ကနင့်ကိုအသုံးချလို့ဝါသွားရင်စွန့်ပြစ်လိုက်တဲ့တနေ့ငါအိမ်ကိုပြန်လာဖို့စိတ်မကူနဲ့ကိုတီဟာကျမသမီးကိုပြန်ခေါ်ပေးပါရှင်သမီးရဲ့လိုက်မသွားပါနဲ့ तू ကသမီးကိုတကယ်မချစ်ပါဘူးသမီးကို तू အသုံးချပြီးရင်စွန့်ပြစ်သွားမှာသမီးရဲ့ခရောင်မိမိတို့စကားကိုမနာခံနိုင်ပါဦးနဲ့မိမိတို့ကြားကအမှန်တရားကိုခရောင်သိချင်တယ်ဦးအမုံတွေကိုပြည့်စည်ချင်တယ်ရှင်းရှင်းပြောရရင်ဦးကိုခရောင်သိချစ်တယ်ဆင်တော့ဦးပဲပြောတော့ခရောင်ကိုတာဝန်ယူမယ်ဆိုခုတော့မင်းနဲ့ငါဘာမှမဖြစ်ခဲ့တာမင်းမိဘတွေအရွှေ့တိုက်ချင်လို့ငါတမင်ပြောခဲ့တာမင်းအိမ်ပြန်တော့ခရောင်မပြန်ဘူးဦးခရောင်ကမြန်မာမိန်းကလေးပါသွေးသားမတော်ဆက်တဲ့သစိမ်းယောက်ျားလေးတစ်ယောက်နဲ့တညလုံးတဲ့ရင်ထဲမှာရှိနေခဲ့တာဘသူကရောခရောင်နဲ့ကိုရှုံပါလေဘာမှမဖြစ်ခဲ့ဘူးဆိုတာခရောင်နဲ့ဦးနှစ်ယောက်ပဲသိတာလေမင်းငါ့ကိုအမိဖမ်းတာလားခရောင်ငယ်အမိဖမ်းတယ်လို့ပြောရအောင်ဦးနာမည်ကလွဲပြီးခရောင်ဦးရဲ့ကြောင့်ဘာမှသိမထားဘူးဦးလက်မခံဘူးဆိုရင်ခရောင်အိမ်တော့မပြန်ဘူးတခြားနေရာမှာပဲခရောင်သွားနေမယ်ဆက်ခရောင်ကိုမနစ်တာစေချင်မှာသူနဲ့သူမိဘတွေကြားမှာခရောင်ကိုမြေစာပဲမဖြစ်စေချင်သူ့နှလုံးသားလေးနာကျင်ရမှာဆိုတယ်ခရောင်ကိုသူသိချင်ပါတယ်သူကြောင့်လည်းမနစ်နာစေချင်မှာကောင်းပြီမင်းနဲ့ငါတရားရုံးမှာလက်မှတ်သွားထိုးမယ်ဒါဆိုကျေနပ်ပြီမဟုတ်လားမင်းမကျေနပ်ရင်လည်းသွားเสียသွားတော့ငါလိုက်တားမနေဘူးဦးတကယ်ပြောတာနော်အေးအပေါ်တက်မှာမင်းကြိုက်တဲ့အခန်းလေးလွှတ်စားတယ်ငါအောက်ထပ်မှာပဲနေမယ်မင်းနဲ့တခန်းနဲ့အိပ်ရမှာငါတနာလို့အောက်မှာမသိရင်ခရောင်ကပဲနူးနေတာကြလို့တယောက်တည်းအိပ်ရတော့လွတ်လပ်လပ်တောင်းနေရသေးတယ်ခရောင်လည်းလှီကားအတိုင်းအပေါ်နဲ့သူတက်လာလိုက်တယ်နေအောင်ကြောက်စာကြောက်တစ်ခုယူသွားပြီးတော့မင်းစာကျနာရှိရင်မိဘကနေမှာအဆုံရှိတယ်ငါအပြင်သွားအောင်မယ်သွားခရောင်အပေါ်ကအခန်းတော်တစ်ခုမှာစိတ်လို့ကိုလို့အိပ်လိုက်တယ်မြင်းမြပဲကြာသွားသည်မသိသူနူလာတော့ညနေ4 နာရီထိုးနေလေပြီပိုက်စားလာတာနဲ့အောက်ထပ်ကိုဆင်းလာလိုက်တယ်ဟာအဲ့ဒါမှပြဿနာပဲငါအစားပဲစားတတ်တာဘာမှမလုပ်တတ်ဘူးရဲ့ပရီဇာထဲမှာအသားငါတွေတော့ရှိပါရဲ့သူမလေးကဘာမှမလုပ်တတ်ဘူးလေခရောင်လည်းအေးတပူထုတ်ကတောက်နေလိုက်တယ်ငါဖုံဘယ်ရောက်နေလဲခရောင်အခုမှဖုံကိုတတိရတယ်အိမ်ကြီးကလည်းကြီးခရောင်တယောက်တည်းဆိုတော့နည်းနည်းတော့ကြောက်နေတယ်ဦးဆက်ကလည်းခုထိပြန်မလာသေးဘူးဦးဆက်ကလည်းကြာလိုက်တာဒီမှာမှကြောက်ပါတယ်ဆိုဟာရုပ်တရက်ပြတ်သွားတယ်မိကပြတ်သွားပြီငါမှကြောက်ပါတယ်ဆိုဦးဆက်ရဲ့မြင်ပြန်လာပါတော့ခရောင်ကြောက်လို့ပါဆက်မိမ့်မိတည်ရှိသဖြင့်နောက်ကြမှာအိမ်ကိုပြန်ရောက်လာတယ်ဟာသွားပြီမီးပြက်နေတာနဲ့အိမ်မှာကဟိုကောင်မလေးတယောက်တည်းတကုတ်ကိုဖြစ်နေမှဖြင့်ဆက်အိမ်ကိုရောက်တော့ငေးလေးကိုမတွေ့သဖြင့်စိတ်ပူသွားတယ်ခရောင်မင်းပဲပါလဲဆက်ခေါ်နေပေမဲ့ခရောင်စီကတုံ့ပြန်တာကတော့ထွက်ပေါ်မလာပါမိဘကနေအကြောက်လဲကျနေတဲ့ခရောင်ကလေးထပါအောင်ခရောင်ကောင်မသွေးနဲ့ငယ်ထွက်နေတယ်ခရောင်ကတော့တတိပင်မကြဆရာဝန်စီခေါ်သွားရမယ်ဆက်လေခရောင်ကိုပွေပြီးဘေးရီသူခေါ်လာခဲ့လိုက်တယ်ကိုဆက်ညာကြီးမြင့်ကြီးဘာဖြစ်လာတာလဲကလေးချော်နေတာနဲ့တူတယ်ခုတတိလည်းမလာဘူးကုပါအောင်မဟုတ်ရရဲ့ကလေးတခုဖြစ်ရင်ငါကခွင့်လွှတ်နိုင်မှာမဟုတ်ဘူးလာပါလာဒီကနေ့မော်ကိုခဏချလိုက်ဆက်တယောက်ချွေးတွေပြန်နေတယ်ပါဇက်ကသာမချစ်ဘူးပြောတာဒီကောင်မလေးတခုဖြစ်တော့သူ့ရဲ့နေမှာဘလို့မှမသိစိတ်ပူနေမိတဲ့ဘာမှမဖြစ်ပါဘူးကိုဆက်ရဲ့ချော်လေးပြီးခေါင်းကိုနည်းနည်းထိသွားရုံမှာမဟူရဆေးတယ်ပြီးပတိစီးပေးလိုက်မယ်ပြီးရင်တော့အိမ်ကိုပြန်ပြီးနားလို့ရပါတယ်စေယုံတွေတောက်ဖို့လိုသေးလားဓာတ်မှန်တွေပါတွေရောရိုက်ဖို့လိုသေးလားမဟူရအဲ့လောက်ကြီးမထိခိုက်ပါဘူးခေါင်းလေးနည်းနည်းထိပြီးလက်သွားရုံမှာပဲဂရုတော်ဆိုင်ဖို့ကိုဆက်ရဲ့ကိုကငငယ်ချောချောလေးစထားတာဘလောက်ပေးရမလဲမဟူရကိုပေးဖို့မလိုပါဘူးကိုဆက်အမျိုးသမီးကိုပဲဂရုစိုက်လိုက်ပါတွားအောင်မယ်မဟူရဆက်လေကလေးကိုပွေပြီးအိမ်မက်ကိုပြန်လာခဲ့လိုက်တယ်ခရောင်ကတော့တတိပင်မလဲသေးနောက်ဆိုမင်းကိုတယောက်တည်းမထားခဲ့တော့ပါဘူးကလေးရဲ့ကိုမင်းကိုဘလောက်ထိစိတ်ပူနေတယ်ဆိုတာမင်းသိရလားဆက်ကလေးကိုသူ့အခန်းထဲကကရင်ပေါ်မှာချထားလိုက်တယ်ဘလောက်ထိများကြောက်သွားတယ်မသိလက်ဖြားလေးတွေကိုအေးဆက်လို့ကလေးရဲ့ဘလောက်ထိကြောက်နေလိုက်မလဲကွာဦးကိုခွင့်လို့ပါနောက်ဆိုကလေးကိုဦးမထားခဲ့တော့ပါဘူးခရောင်ကတကယ့်ကိုပြူစင်တဲ့ကလေးလေးလိုပါပဲသူ့မျက်နှာမှာဝန်ဆောင်မှုဆိုလို့တစွန်းတသားပဲမရှိတကယ့်ကိုအဖြူထဲလေးခရောင်နိုးလာတော့ကရင်ပေါ်မေးတင်ပြီးအိပ်ပျော်နေတဲ့ဦးဆက်အသက်အရွယ်နဲ့မလိုက်နှုတ်ပျော်နေတဲ့ဦးဆက်မျက်နှာအသားရည်ကစားပြောစရာစကားမျက်ခုံးမွေးထူထူနဲ့တကယ့်ကိုဆွဲဆောင်မှုရှိတဲ့ယောက်ျားမျိုးပါပဲခရောင်ဦးဆက်ရဲ့မျက်နှာလေးကိုဆွဲကအိတ်ချအောင်ဆောင်းနေလိုက်တယ်ကလေးလေး
ထပါတော့ကွာကိုမင်းကိုစိတ်ဘူးလို့တေတော့မယ်မတေပါနဲ့အောင်ဦးရဲ့ခရကိုစောင့်ရှောက်ဖို့မတေပါနဲ့အောင်ဦးဆက်ကတော့တခိုးလိုမိသလိုဖြစ်ကဖြာရောင်ရရနဲ့ပြောမိပြောရပြောချလိုက်တယ်ခရောင်းငယ်မင်းပဲချင်တွေကတတိယနေတာလေမင်းကြောင့်ငါဘလောက်ဒုက္ခရောက်တယ်ဆိုတာမင်းသိရလားသူပြောချင်တာပြောပြီးထွက်သွားတော့တယ်ဦးဆက်တတိမိနေတော့ကတော့ကလေးငယ်လေးဘယ်လိုလူ့ဘာသာကြီးမှကိုမသိဘူးခုကြတော့သူမဟုတ်တယ်လို့ပဲငါ့ကိုများပြောသွားလိုက်တာမိမကြီးကြာလို့တဲ့ဘယ်လိုကောင်းမလေးလေကွာလူကိုစင်ခေါင်အတော်လောက်တာပဲမင်းနဲ့သာစက်နေရမယ်ဆိုရှင်ခုံလုံးလို့ယူမှာပဲဝင်လာလို့ရလားခရောင်းငယ်ရှားပါလေဦးဒီမှာမင်းအတွက်ဆံပြုတ်တောက်လိုက်အောင်ကောင်းမကောင်းတော့မသိဘူးငါလည်းချက်တတ်တယ်လို့ချက်စားတာပဲဦးဆက်ကဒီနေ့ရုံးမသွားဘူးလားမင်းမနေမကောင်းပဲမင်းတခုခုဖြစ်သွားရင်ငါမှုပတ်နေအောင်မဒီနေ့မသွားတော့ဘူးဦးဆက်ဆံပြုတ်ကတောက်လို့ကောင်းသားပဲမင်းမမြန်နေကောင်းလို့အိမ်မှာရှိတဲ့ငါးကြော်လေးမှားပြီးထည့်ထားတာစားလို့ရောကောင်းရလားဦးဆက်စကားကြောင့်ဘာငါးကြော်ထည့်ထားတယ်အင်းလေမှားပြီးထည့်ထားတာမင်းမကြိုက်လို့လားကြိုက်ပါတယ်ခရောင်းနဲ့ငါကမတည့်ဘူးဆိုတာခရောင်းပြောမထွက်ခဲ့ပါဦးစေရတာနဲ့ချက်ကြွေးတာကိုလည်းခရောင်မငင်ပေချင်ပါမသိတယ်လို့ဟန်ဆောင်ကစာမျက်တိုင်းဆက်စားနေလိုက်တယ်ရှော့ဒီမှာစေးတော့ပြီးမင်းနားလိုက်အောင်ဟုတ်ဦးဆက်စေးရစင်ကြောင်လာတော့မသိဒီကောင်မလေးအိပ်ပြောသွားတယ်တကယ်ကိုအပြစ်ကင်းနဲ့မျက်နှာလေးပါလားကလေးရဲ့မင်းကိုမင်းမိဘတွေနဲ့ကိုကြမှာမြေစာပဲမဖြစ်စေချင်ဘူးဖြစ်နိုင်ရင်ဦးကိုမောင်းလိုက်ပါကလေးရဲ့ဦးကိုအဖိုးကြီးကမင်းလိုငယ်ငယ်ချောချောလေးနဲ့လည်းမတန်ပါဘူးဟယ်လိုသူတာပြောဆရာအခိုင်းထားတဲ့ကရှားပါပြီကျွန်တော်ဘယ်ပို့ပေးရမလဲသမောကုမ္ပဏီပိုင်ရှင်ဦးတီဟာအိမ်ကိုပို့လိုက်ကားလေးကဖုန်းကိုရောဆရာမင်းခဏသိမ်းထားလိုက်ရုံးရမှာငါကူမယ်ပြီးတော့ဦးတီဟာကိုပြောလိုက်ပါခရောင်းငယ်ကိုသူ့စီမှာနေရတာထက်စင်ဆက်တအောင်ထားနိုင်တယ်လို့ခရောင်းသာဦးတီဟာတို့တွေ့တာမဟုတ်ခဲ့ရင်သူသိပြောမိမှာပါကလေးအိမ်နေတာတနားကြီးလောက်တော့ရှိပါပြီကလေးကိုတွေကချစ်ချစ်တောင်ပူးနေပြီးပါပေါ်မှာလည်းအနီနီဆက်လေးတွေကလေးခရောင်းကတတိလေမလာတော့သူ့စိတ်တွေရှုပ်ထွေးလာပြီးဘာလို့ရမဲဆိုတာတောင်မသိတော့ပါစေယုံပို့ရမယ်စေယုံကိုအချိန်ကြီးရောက်သွားတာကြောင့်ခရောင်အတွက်စိတ်မပူရတော့ပေမဲ့သူ့ရှင်တွေကတတုံတော့ကလေးကိုဦးရဲ့အနာမှာလည်းမရှိသေးခြင်းကလေးမရှိရင်လည်းဦးမနေတော့ဘူးဆိုတာကလေးသိရလားဦးကလေးကိုအယမ်းချစ်နေပြီဆိုတာစက်တယောက်ကလေးကိုအယမ်းစိတ်ပူနေမိတယ်ဒီကောင်မလေးတကုတ်ကုဖြစ်သွားရင်သူ့ကြောင့်လို့ခရောင်းမိပါတွေပြောတာမခံချင်တယ်လို့သူကိုယ်တိုင်ကလည်းဒီကောင်မလေးကိုမြူတမောင်မထိခိုက်စေချင်မှာဒေါက်တာကလေးချင်းနေဘလို့ရှိလဲဆက်စရာဝန်ဖြစ်ကိုမစောင့်နိုင်တဲ့ဖြင့်ကိုယ်တိုင်ကပဲစားပြီးမိလိုက်တယ်ဘေးကကလေးလည်းဦးဟာနာဆက်ရဲ့ဒီကောင်မလေးကိုပြောတာလား sorry ပါဒေါက်တာကျွန်တော်ဇနီးအခြေအနေလေးဘလို့ရှိလဲမေးတာပါဦးဟာနာဆက်စနီလားခမရလက်ထက်တာလည်းမကြားမိပါဘူးငငယ်ချောချောလေးပဲခမရကန်ကောင်းတာပေါ့ဒေါက်တာစကားကိုဆက်စိတ်မရှိတော့ပါလူနာအခြေအနေဘလို့ရှိလဲဒေါက်တာဘာမှတော့စိုးရိမ်စရာမရှိပါဘူးအေးမိပြီးအဖျားကြီးသွားတာပါသူဒီလိုမဖြစ်ခင်ဘာစားမိသေးလဲဥပမာသူနဲ့မတည့်တဲ့အစားအစာပေါ့ခရောင်းတဲ့သူကလက်ထပ်ထားပြီးမြဲခရောင်းအကြောင်းသူဘာမှမသိပါခလေးစံပြီးကကလအောင်ရှာတွေ့တာကစားပြီးသူဘာမှမသိငါစားလိုက်လို့များလားဒေါက်တာမနေ့ကသူနေမကောင်းလို့စံပြုတ်ပဲတိုက်တာငါပဲဖြစ်လိမ့်မယ်ဒေါက်တာခမရကလည်းဗျာဒီလောက်ငငယ်ချောချောလေးစားထားတာခရွတ်ဆိုင်မှာပေါ့ကဲပါကျွန်တော်တောက်ဆေးတွေရေးပေးလိုက်မယ်အောက်တက်ကကောင်းတာမှသွားဝယ်လိုက်ဒီနေ့တရက်တော့ဆေးရုံမှာနားပါစေအောင်ဆေးကိုလေနတ်ကိုပူခိုင်းလို့မစဘူးလားကျွန်တော်ဇနီးကိုတယောက်တည်းထားခဲ့ရမှာစိတ်မချလို့ပါဆက်စကားကြောင့်ဒေါက်တာအနေငယ်ပြောကကောင်းပါပြီဗျာကျွန်တော်ပူခိုင်းလိုက်ပါမယ်ကျေးဇူးပါဒေါက်တာဆက်ကလေးကိုစိတ်မချပါသူ့ရင်ထဲမှာကလေးတစ်ခုကိုပြမှာသူသိကြောက်တယ်ကလေးကသူ့ကိုချစ်လွန်လို့သမီးမအမိခံပြီးသူ့နောက်ကိုလိုက်လာခဲ့တာသူချင်းတဲ့ကြာတော်ပြောင်းဆိုတာမျိုးသူမဖြစ်စေချင်ပါအတန်နိုင်ဆုံးသူကလေးကိုပြောအောင်လုပ်ပေးခြင်းနဲ့ကလေးလည်းမလို့သေးတာကြောင့်သူ့တက်စီတော့ဖုန်းဆက်လိုက်တယ်ဟယ်လိုဆရာဒီနေ့ရှုံးမလာတော့ဘူးလားငါမလာတော့ဘူးသူ့တက်မင်းလည်းနေတော့ပဲဆင်းပြီးငါအိမ်ကိုသွားဗျာဆက်စကားကြောင့်သူ့တက်တရအကြောင်းရိုက်သွားတော့တယ်မပြနဲ့ငါရဲ့နံကို CCTV တက်ဖို့လူတွေခေါ်ထားတယ်မင်းတစ်ချက်လောက်သွားကြည့်ပြီးငါပြောတာရှင်းလားဟုတ်ကဲ့ဆရာကျွန်တော်သွားလိုက်ပါမယ်ဆက်ရဲ့စကားကိုသူ့တက်အထွတ်မတည့်ရပါစကားများတီကိုဆက်မကြိုက်တာသိတာကြောင့်ဘာအကြောင်းမှသူဆက်မမီဖြစ်တော့သူ့ဝန်နဲ့သူခိုင်းတာလှုပ်ယုံတာခရောင်လေးဆက်နေတွေမှာဒုက္ခပေါင်းကိုစုံလို့ချော်လေးတဲ့တရားကမပြောက်သေးတဲ့အပြင်ခုဆေးရုံမှာတက်နေရပြန်ပြီခရောင်နိုးလာတော့ဘေးမှာစားစရာပြင်နေတဲ့ဦးဆက်ခရောင်ဘာဖြစ်တာလဲဟင်မင်းနိုးလာပြီလားမင်းဟာလေတော်တော်ကြုံမွေးတဲ့ကောင်မလေးပဲမင်းကားနဲ့ဓာတ်မတည်တာဘာလို့မပြောတာလဲဆေးရုံကိုအဆောင်မြန်လို့ပေါ့
မဟုတ်ရင်အနစ်ထွင်းရမယ့်နေရာကိုပေါက်စိန်နဲ့ထွင်းရတော့မှာဦးပင်ပန်းပန်းနဲ့ချက်ထားတာကိုခရောင်မငင်းရလို့ပါမျက်နှာငယ်လေးနဲ့ပြောလာတဲ့ကလေးကြောင့်စူမိတာပဲမှားပြီလားလို့စက်တွေးနေမိတယ်ဒီမှာမင်းစာဝတ်ဆံပြုတ်ဒါတော့ပြင်စေးတောက်ရအောင်မယ်စေးရုံမှာတရက်တော့နေရမယ်တဲ့ကြောင်စီစီနဲ့ကြည့်နေတဲ့ကလေးကြောင့်မင်းကြည့်ရတာကို့ဘာသာစားနိုင်မဲ့ပုံလည်းမပေါက်ပါဘူးငါပဲကြွေးပါမယ်ငါအိမ်မှာဖြစ်တာဆိုတော့ငါတောင်းပါပေါ့တောင်းဝင်နေလားဦးရေဘာလို့ဦးမချစ်တွေကိုဖုံးပယ်နေရတာလဲခရောင်ဦးရင်တွေကိုအတိုင်သာမြင်နေရတယ်ဆိုတာဦးသိရလားတော်ပြီဦးခရောင်ဝပြီမင်းလည်းတတ်တာနေပြီပဲစေးတာပဲနားလိုက်တော့ငါအိမ်ခဏပြောင်းမယ်ဟုတ်ဦးခရောင်ကိုစေးလိုက်ပြီးထွက်သွားတယ်ဦးဝနာမှာနေရရင်ဘယ်လိုပဲဖြစ်ဖြစ်ခရောင်နေပြောပါတယ်ဦးချစ်တာဖြစ်စေမချစ်တာဖြစ်စေဦးပေးတဲ့ကျင်နာတွေနဲ့ခရောင်ကျင်နေနေပါပြီဦးရင်တွေကအမုန်းတွေပြေသွားရင်တိတ်ကောင်းပါပဲဦးရေခရောင်ယုံကြည်တယ်တနေ့ကျရင်ဦးအမုန်းတွေပြေသွားမယ်ဆိုတာမင်းကခုမှနေမကောင်းတာဆိုတော့အိမ်မှာပဲတက်တောင်တတာနေပေါ့ဘာမှစောက်တော့မနေနဲ့မင်းတခုခုဖြစ်ရင်ငါဘလောက်အလုပ်ဆိုလဲမင်းသိတယ်မလားခရောင်တောင်းပန်ပါတယ်ဦးရေတောင်းပန်စရာမလိုပါဘူးနောက်ဆိုစစ်စစ်ချင်းနေဖို့ပဲမှားချင်တယ်ငါယုံသွားတော့မယ်သူပြောတဲ့အစီအရာပြောပြီးထွက်သွားတဲ့ဦးဆက်ရဲ့တီချင်းကိုခရောင်သဘောမကျပါအရန်တကူကောင်ဆန်လွန်းနေလို့သူထင်တယ်ဘာပဲဖြစ်ဖြစ်ဒီအကြီးတွေကသူ့တယောက်တည်းမနေနိုင်ပါစုံစမ်းစရာကိစ္စလေးရှိတာကြောင့်တက်စီငါပြီးယူကြည်ဆိုင်ကိုထွက်လာခဲ့လိုက်တယ်ခရောင်နေပါရီလုံနေတာလေဟာနေကောင်ကတန်ရာကပိုလီချင်းနဲ့ကိုနှိပ်ဆက်လိုက်တာမလားခရောင်ကောင်ကတန်ရာကမပြောင်းသေးတာကြောင့်စီးထည့်ပြီးပတ်တီစီးထားရသေးတယ်မဟုတ်ပါဘူးဟာငါဘာသာခြုံလဲတာပါဦးကငါ့ကိုနှိပ်ဆက်ဖို့နေနေတာစကားတောင်မလို့အရင်မပြောပါဘူးဘာဖြစ်လို့ဒီလူကြီးနဲ့နီးနေမှလဲဟာနေထက်လေအများကြီးကြီးတာကိုပြီးတော့အန်တီမြက်လေနေစိတ်နဲ့အိပ်ရတယ်လဲနေတယ်အဲ့ဒါရောနေသိပြီလားခရောင်ယူချီစကားကြောင့်ခရောင်ရံဝါကိုစောင့်ခံလိုက်တယ်လို့ပဲမေနေမကောင်းဘူးဟုတ်လားယူချီအရင်ကြီးစိုးရင်ရလားဆရာဝန်ကတော့တိတ်မစိုးရရဘူးပြောတာပဲနေအိမ်ပြန်မလို့လားငါအိမ်မပြန်သေးပါဘူးဦးနဲ့မေမေတို့ကြားကအမတ်တရားကိုငါသိချင်တယ်ငါသိချစ်တဲ့ဦးနဲ့ဖေဖေတို့ကိုအမုံတရားတွေနဲ့မရှင်းသန့်စေချင်ဘူးခရောင်ရေငါသိချစ်တဲ့ဦးတွေလားနင်ကိုသိချစ်တဲ့ငါကိုရောနင်မမြင်တာလားမမြင်ကြအောင်စောင်းနေတာလားဟာယူချီနင်ဘာတွေတွေးနေတာလဲခရောင်အတန်ကြားမှာတတိဝင်လာတဲ့ယူချီနင်ဘာဖြစ်ချင်တာလဲသာပြောပါငါနင်ဖြစ်ချင်တာအကုန်လိုက်လုပ်ပေးပါမယ်နင်ဘာမှလုပ်ပေးစရာမလိုဘူးငါ့ကိုအန်တီသစ်စီပဲခေါ်သွားပေးမမေစီကိုလားနင်ဘာသွားလောက်ပါလဲနင်မပို့ရင်ငါတက်စီနဲ့သွားမှာနော်အေးပါဟာငါလိုက်ပို့ပါမယ်ခရောင်မမေနဲ့အန်တီသစ်စင်ကငွေတငယ်ချင်းတွေဖြစ်တာကြောင့်ဦးနဲ့မမေတို့ပတ်သက်မှုကိုအန်တီသစ်စင်တိတ်ကိုသိလိမ့်မယ်လို့ခရောင်မှတ်ချက်ချထားတယ်။သမီးခရောင်ငယ်စိတ်ပူလိုက်ရတာသမီးရဲ့ပေရီသွားပြီးဘာတွေလုပ်နေရလဲ။သမီးမိဘတွေအရင်စိတ်ပူနေကြတယ်။သမီးသိပါတယ်အန်တီ။သမီးအဆင်ပြေပါတယ်။အဆင်ပြေနေတာပြောတယ်ကလေးရဲ့သမီးကောင်မလည်းပတိကြီးနေပါလား။ခရောင်ချော်လေးတာပါအန်တီ။တိတ်မများပါဘူး။သမီးအန်တီစီလာတာကိစ္စတခုရှိလို့လား။သမီးမိမငယ်ဘွားအကြောင်းသိချင်လို့ပါ။မိမိမှာဖေဖေပြင်တခြားချစ်သူဒါမှမဟုတ်ရည်ရွယ်ဘူးသူများရှိခဲ့ဘူးလားဆိုတာသမီးကိုပြောပြပေးလို့ကြားမလားသမီးမိမိကကိုတီဟာတယောက်တည်းကိုပဲချစ်ပြီးကိုတီဟာနဲ့ပဲလက်ထပ်ခဲ့တာပါအန်တီစကားကြောင့်ခရောင်ရင်နဲ့အမောင်တီဖုံးသွားတယ်အဖြေမှန်ကိုမသိရလျင်ဦးအမုံတွေပြေးသွားဖို့လမ်းစာပြောက်သွားမယ်ဒါပေမဲ့ဘာဖြစ်လဲအန်တီဒါပေမဲ့ဆိုတဲ့စကားတကွန်းကသူမဘဝကိုအလင်းရောက်ပေးလိုက်တယ်လို့ပဲခရောင်မြောင်ဝန်တို့ဝိုင်းဆက်သွားတော့တယ်မိဘချင်းသဘောတူပြီးလက်ထပ်ဖို့မင်္ဂလာဝဲလွတ်ခဲ့မှုတဲ့တယောက်တော့ရှိတယ်သမီးခရောင်မြောင်ဝန်တို့ကတခုခုကိုကြောက်ရွံ့နေတယ်လို့သူ့နာမည်ကဘယ်သူလဲအန်တီခရောင်ရင်တွေတိတ်ခေါင်းနေတယ်အာနာဇတ်တဲ့အရှင်ခရောင်တော်မှရှင်တလုံးသားပြောနိုင်တော့တဲ့ဘယ်လိုကံတရားကများဒီလိုဖြစ်ဖို့အကြောင်းဖန်လာခဲ့လိမ့်ပြီလဲသူ့မိမိနဲ့လက်ထပ်ဖို့ထိဖြစ်ခဲ့တဲ့လူတယောက်ကိုသမီးဖြစ်သူကလက်ထပ်ထားတဲ့ခရောင်တွေးပင်မတွေးဝင်တော့ခုမှသာသူမဖေဖေစကားများကိုနားလည်မိတော့တယ်မိမိကအာနာဇတ်ဆိုတဲ့လူနဲ့လက်ထပ်ဖို့မင်္ဂလာပွဲတောင်လုပ်ခဲ့သေးတယ်ဆိုတော့မင်္ဂလာပွဲကပြတ်သွားခဲ့တာလားအန်တီလူကြီးတွေရဲ့အတ္တတွေပေါ်သမီးရဲ့သမီးဖွားဖွားတော်မြတ်လေးကသမီးမိမိကိုသူနဲ့အဆင့်တန်းချင်းတူတဲ့ဒေါ်ထထနွေရဲ့သားအာနာဇတ်ဆိုတဲ့လူနဲ့သဘောတူခဲ့တယ်သမီးမိမိကလည်းသမီးဖေဖေကိုပဲတစ္ဆာရှိရှိချစ်ခဲ့တယ်မျက်နဲ့ကိုတီဟာမြတ်တာမျှနေတာကိုဒေါ်မြတ်လေးသိတော့မိမတယောက်ကိုငွေပေးပြီးမြတ်ထင်လွှဲအောင်လုပ်ခဲ့တယ်မျက်နဲ့ကိုတီဟာပြဿနာဖြစ်နေချိန်မှာပဲသမီးဖွားဖွားတော်မြတ်လေးကအာနာဇတ်နဲ့လက်ထပ်ပွဲကိုကျင်းပဖို့အလော်တကြီးစီစဉ်ပြီးကိုတီဟာကိုနေပြန်လွှတ်လိုက်တယ်။ဒါဆိုမိမိနဲ့ဦးအာနာဇတ်ဆိုတဲ့လူရဲ့မင်္ဂလာပွဲကအထမြောက်ခဲ့တာလား
အထမမြောက်ခဲ့ပါဘူးသမီးရဲ့မျက်နှာကိုတီဟာအချင်းချင်းပြေးလေသွားကြတယ်လေမင်္ဂလာပွဲကနေလေထွက်ပြေးခဲ့ကြတယ်ဦးအာနာဇက်ကအဆက်ကွေးခဲ့တာပေါ့နော်အဆက်ကွေးရုံနဲ့ဘဲကမလဲအာနာဇက်ကသူ့မိမိတော်ထထတွေကိုပါဆုံရှုံခဲ့ရတယ်သူကသမီးမိမိကိုချစ်တာမဟုတ်ဘူးသူ့မိမိစိတ်ဆင်းရဲပြီးယောဂတိုးမှဆိုလို့လက်ထပ်ပွဲကိုလက်ခံခဲ့တာတော်ထထနဲ့ဆုံးသွားတာဘာဆက်ဖြစ်သေးလဲအန်တီအာနာဇက်သူ့မိမိကိုတိတ်ချစ်တာသူ့ရဲ့တဝရီတော်မိသားစုဝင်ကိုဆုံရှုံလိုက်ရပြီးမင်္ဂလာပွဲလေးပြက်ခဲ့တာကြောင့်အဆက်ကြီးဆက်ပြီးဒေါ်ထားထားရဲ့စာပနာပြီးတာနဲ့နိုင်ငံသားကိုအပြေထွက်သွားခဲ့တယ်။ခုချိန်ထိတော့သူ့တဲ့ရင်ကိုမကြားရတော့ပါဘူး။ဦးအာနာဆက်ကတိတ်တနာဖို့ကောင်းတာပေါ့နော်။ဦးရဲ့ဦးမုံမေဆိုလဲမုံသိမ့်ပါတယ်။ခရောင်မိပါတယ်မှားခဲ့တဲ့အမှားတစ်ခုအတွက်ခရောင်ပါမဆိုပေးဆက်ဖို့အသင့်ပါပဲ။ဦးအမုံနေတာပြေသွားမယ်ဆိုရင်ခရောင်ရဲ့အသက်ကိုလည်းပေးရပါတယ်။တနာဖို့ကောင်းတာအာနာဆက်တယောက်တည်းမဟုတ်ဘူးသမီး။သမီးရဲ့မိဘတွေလည်းတိတ်ကိုတနာစရာကောင်းခဲ့ကြတယ်။ဖေဖေတို့ကဘာဖြစ်ခဲ့ကြလို့လဲခရောင်ရင်တွေကသိကျင်စိတ်တို့ထိမရတော့ကံမကောင်းခဲ့တာဦးတယောက်တည်းမဟုတ်မှဒီချက်ကတိတ်ကိုအရေးကြီးတယ်။သမီးဖေဖေရဲ့မိဘတွေကကျေးဇူးရှင်ကိုကျေးဇူးတဲ့သားကိုမွေးမိတာရှက်လွန်လို့ဆိုပြီးပိုးသက်စီတွေတောက်ပြီးတက်တည်ခဲ့ကြတယ်။သမီးရဲ့ဖွားဖွားတော်မြတ်လေးကလည်းသမီးမိမိကိုသမီးအဖြစ်ကနေအမွေပြဆွတ်လွတ်ခဲ့တယ်။သမီးမမွေးခင်အချိန်ထိသမီးမိဘတွေကဘဝကိုခက်ခက်ခဲခဲရုန်းကန်ခဲ့ရတယ်။ဒါပေမဲ့သမီးကိုမွေးတော့သမီးရဲ့ဖွားဖွားကသမီးတို့မိသားစုကိုအိမ်ပြန်ခေါ်ခဲ့တယ်။ဒါကြောင့်ခရောင်းတို့အခုလိုချမ်းချမ်းသာသာနေနိုင်တာလားမဟုတ်ဘူးသမီးနဲ့သမီးမိဘတွေအိမ်ပြောင်းလာကြတော့ရိုင်ယာကဒေဝါလီခံတော့မလို့ကိုဖြစ်နေပြီ။သမီးဖေဖေကငွေရေးကြေးရေးအခက်ခဲကြောင့်သမီးဖွားဖွားအိမ်မှာဒရိုင်ဘာလုပ်ခဲ့ပေမဲ့ခေပညာတယောက်ဖြစ်တာကြောင့်ရိုင်ယာကိုအချိန်မီကောက်ကွယ်နိုင်ခဲ့တယ်။မိမိတို့ဇလံကိုကြားရတော့ဖေဖေကိုပဲတနာရမှာလားဦးအနာဆက်ကိုပဲတနာရမှာလားခရောင်ရင်နဲ့တမျိုးကြီးပင်ခရောင်ကဘာလို့ဒီเจ้าနဲ့သိချင်ရတာလဲသမီးအမျိုးသားနဲ့ပတ်သက်နေလို့ပါခရောင်စကားကြောင့်ဒေါ်တဲ့နားမရှင်းတော့ပါသမီးဘယ်တော့လက်ထပ်လိုက်တာလဲပြီးတော့သမီးအမျိုးသားကဘာတူလဲသမီးလက်ထပ်လိုက်တာမကြသေးပါဘူးသမီးရဲ့အမျိုးသားကအန်တီပြောပြတဲ့မိမိတို့ဇလန်တွေကတိတ်ကိုတနာစရာကောင်းတဲ့ဦးအနာဆက်ပါခရောင်ကိုခွင့်ပြုပါအောင်သမီးဒေါ်တဲ့တားချိန်ပဲမရလိုက်ပါခရောင်ကအိမ်ဝါကိုရှောက်သွားလိမ့်ပြီခရောင်လက်ထပ်ထားတာကိုအိမ်တွေကအိမ်ပြန်မထွက်တဲ့ဒေါ်တဲ့မသိတာမဆန်းပါခရောင်တို့လက်ထပ်ပွဲကလူသုံးသာသိပြီးအကျဉ်းရုံလက်ထပ်ထားတာမို့အပြန်လူတွေတိတ်သိမြင်မထင်ယူဂျေဆိုင်ကိုအရေးကြီးကိစ္စတခုကြောင့်ပြန်သွားတာမို့ခရောင်တစင်ငါရွေပြန်ရမယ်အချိန်ကလည်းတော်တော်နောက်ကျနေလိမ့်ပြီခုချိန်ဆိုဦးဆက်အိမ်ကိုပြန်ရောက်နေလောက်ပြီခရောင်အိမ်ရှိကိုကားရလိုက်တော့အိမ်တကာဝါမှာဆက်နေတဲ့ဦးဆက်မျက်ဝန်းတွေကဒေါသတွေပါနေတယ်ဘယ်ချိန်ရှိပြီလဲခရောင်ငယ်ခရောင်မှာနှာရည်မရှိဘူးလေဥမာဖုံးမရှိဘူးလားဖုံးတွေကနှာရည်ကြည့်လိုက်လေအလိုက်မသိပဲခဏနောက်ဖြေလိုက်တဲ့ခရောင်ကြောင့်ဆက်ဒေါသတို့ကထိချုံရင်မရတော့မင်းအဲ့လောက်ထိအပြစ်မှာအလီလိုက်ချင်နေပေါ့အေးရတယ်အပြစ်မှာပဲနေအိမ်တကာမကြီးကိုပိတ်ကတော့ချလိုက်တော့ဦးဆက်ပြန်လာတော့ဒီကောင်မလေးကိုမတွေ့လို့စိတ်ပူနေကြတာပါခရောင်နေမကောင်းလို့ရုံးကိုစောကြီးစိမ့်နေတာအိမ်မှာတက်ထားတဲ့ CCTV ကြောင်းသားဒီကောင်မလေးအပြင်ထွက်သွားမှသူသိခဲ့ရတာညအမောင်ကတဖြည်းဖြည်းမှောင်လာလိမ့်ပြီအပြင်မှာလေးစိမ့်တွေတိုက်တော့ခရောင်အရန်ချမ်းနေလိမ့်ပြီဆက်ကတော့ TV ကြည့်ပဲမပြတ်ဦးဆက်ခရောင်တောင်းပန်ပါတယ်တကားဖွင့်ပေးပါခရောင်အရန်ချမ်းနေပြီခရောင်ကိုတကားဖွင့်ပေးပါဦးဆက်မကြားချင်အောင်ပြုက TV တန်ကိုပဲချဲလိုက်တယ်ဒီလောက်နေချမ်းနေရုံနဲ့မင်းမသိနိုင်ပါဘူးငါစေရနာကိုစော်ကားတဲ့အတွက်ဒီညတော့မင်းအပြင်မှာပဲနေလိုက်ခရောင်စီမှာအတန်တစွန်းတစပင်မကြရတော့ TV တန်စော်လိုက်တာကြာပြီဖြစ်တော့လေဘာသာမှာထွက်ပေါ်မလာတော့ပါခရောင်မှာအစံအေလီယန်အကျော်ကတတာကြောင့်ခရောင်ခြေတော်တို့ကလှုပ်ရမရတော့အသက်ရှူရတာလဲတဖြည်းဖြည်းနဲ့ကျက်လာပြီးခရောင်ရင်ဘတ်တွေကအောင်လာတယ်ကျိုးစားပြီးအတန်တစုံတရာထွက်အောင်ပြုလုပ်ကြည့်တော့လေဘာသာမှာထွက်မလာတော့အာမရှိတော့တဲ့လူတယောက်လိုလဲကျသွားတဲ့ခရောင်ငယ်ဆက်တကားကိုဖွင့်လိုက်တော့တကားဝါမှာခွေခွေလေးလဲကျနေတဲ့ခရောင်ငယ်ခရောင်တကူလုံးစီခဲပေါ်မှာအေးဆက်နေပြီးလှုပ်ပြီးမလှုပ်တော့ဆက်လေကလေးကိုပွေးပြီးအခန်းထဲခေါ်လာခဲ့လိုက်တော့တယ်မဟူယာနေဘက်ကိုထွက်သွားတာကြောင့်အရေးပေါ်ဆရာဝန်မရှာနိုင်မှစေယုံသွားရအောင်ကလည်းအရန်ကြီးညံ့နေလိမ့်ပြီဒီကောင်မလေးကိုအနှွေးတက်ကြအောင်ဆောင်ချုံပြီးစီဘက်တိုက်ပေးနေလိုက်တဲ့အခန်းရဲ့အနှွေးတက်ကြောင့်ခရောင်ကိုလေးအစင်လိုပြန်နေလာတယ်ဦးခရောင်ကိုမထားခဲ့ပါနဲ့ဦးရဲ့ဦးမရှိရင်ခရောင်သေးလိုက်မယ်ရောင်ရမ်းနဲ့ပြောလာတဲ့ခရောင်စကားများကြောင့်စက်ရင်နဲ့တမျိုးကြီးဖြစ်လာတယ်ကလေးရဲ့ဦးစိတ်ဆိုးမိလို့မင်းအခုလိုဖြစ်ရတာပါ
မင်းအနာကိုဥသာရှောက်မလာခဲ့ရင်မင်းအခုလိုဒုက္ခတွေနဲ့တွေ့ရမှာမဟုတ်ပါဘူးဖြစ်နိုင်ရင်ဥအနာကမင်းထွက်သွားလိုက်ပါမင်းဘဝကိုလွတ်လွတ်လပ်လပ်ပြန်သမ်းပါကလေးရဲ့ခရောင်အရန်ချက်နေခရောင်ကိုဖတ်တာပေးပါဦးတတိယတစ်ချက်မရတစ်ချက်ဖြင့်ဆက်ကိုအိပ်ရတဲ့ဆွဲချပြီးတိုင်ဖတ်လိုက်တဲ့ခရောင်ရှိဝေဝေမျက်ဝန်းများနဲ့ဦးကိုခရောင်တိတ်ချစ်တယ်တိလားဦးဘလောက်ပဲနှိပ်စက်နေပါစေခရောင်ဦးအနာကပေတော့မှထွက်မသွားဘူးရုတ်တရက်ဆိုသလိုခြုံထားတဲ့ဆောင်များကိုဆွဲဖိပစ်ခါဆက်နှခါကိုနားလိုက်တဲ့ခရောင်ရဲ့နူးညံ့တဲ့အထီတွေကြောင့်ဆက်ရင်ခုန်တဲ့ဝန်တိုင်းကျင်းနေလိမ့်ပြီချုံမြိန်တဲ့ခရောင်ရဲ့နှက်ခမ်းသားလေးကတောက်လေငတ်မပြေဖြစ်ခါနှက်ခမ်းပါလေးမှဖွေးညွတ်နေတဲ့လေတိုင်းလေးစီသို့ဆက်နန်းသမျှအလိုက်တင်နေပေးနေတဲ့ခရောင်ကြောင့်ဆက်စိတ်တို့ကထိန်းချုပ်မရတော့အပေါ်ရန်အင်ကြီးကိုချွတ်ပြလိုက်ပြီးခရောင်ရဲ့ရင်ညွန်ဖူးခွေးလေးကိုနှက်ဆဲလိုက်ပြီးခရောင်ကိုဆောင်တော့အချစ်ဥယျာဉ်နဲ့သူဆက်နေခရောင်ရောက်ချီသွားကြလိမ့်ပြီမနဲ့နှိုးဆက်တန်ကြောင့်ဆက်နှိုးလာတော့သူ့လက်မပေါ်ကလေးလံတဲ့အစားတစ်ခုတည်တည်ကြကြဆူးဆိုင်ကြည့်တော့မျက်လုံးအဝိုင်းသားနဲ့သူ့ကိုစိုက်ကြည့်နေတဲ့ကောင်မလေးမင်းဘယ်လိုလုပ်ပြီးငါခဏစောင့်လာတာလဲခရောင်ကဥကိုမေးရမှာမဟုတ်လားညာကခရောင်တို့ဘာဖြစ်ခဲ့ကြတာလဲမင်းတကယ်ဆိုဆက်ရှက်မိတယ်ညာတညာလုံးဒီကောင်မလေးကအသိစိတ်ရှိမနေခဲ့စောင့်ထိန်တယ်လျင်သူ့ဘက်ကစောင့်ထိန်ရမှာခုတော့ဒီကောင်မလေးကိုအခွင့်ကောင်းရှုမိသလိုဖြစ်နေလေပြီမဟုတ်မှလွေရောဥနဲ့ခရောင်ညာကစောင့်ကိုအတင်ဆွဲယူလိုက်တာကြောင့်အဝတ်မပါတော့ဆက်ခရောင်လက်နှစ်ဖက်ဖြင့်မျက်စိကိုပိတ်ထားပြီးအတန်ကိုအော်လိုက်တယ်ခရောင်အော်တန်ကြောင့်ဆက်လေးဆက်ကိုစကားဖြင့်ရေချိုကန်နဲ့ပြေးဝင်လာရတဲ့ဆက်အဖြစ်ကိုကြည့်ကဆင်းနေတော့ခရောင်ဥရဲ့တကယ်ကိုကလေးလေးကြနေတာပဲခရောင်ရဲ့မင်္ဂလာဦးညာကိုခရောင်မသိပဲနေပါမလားဥကိုချစ်လွန်လို့ခရောင်ရဲ့အပြုစင်ဘဝကိုပြီးခဲ့တာပါဥအတွက်ဆိုခရောင်အရာရာပေးဆက်ရဲပါတယ်အမုံတရားတွေအညွှတရားတွေနှစ်တွေဒီလောက်ကြာအောင်သိသိလာခဲ့တဲ့ဥကိုမလေးဘူးလားလို့ခရောင်မေးလိုက်ချင်ပါတယ်ရေချိုးပြီးရှုံသွားရန်ဆင်လာတဲ့ဥဆက်ခရောင်ကိုကြီးကရှက်ကိုစကန်ဖြင့်မနှက်စာမစားပဲကျုံသွားရန်ကာစီတို့ဥတီရှောက်လှမ်းလာခဲ့ရနှွေးထွေးတဲ့လက်တစုံကတိုင်းပတ်ခြင်းကိုခံလိုက်ရတယ်။ဘာလို့တာလဲခရောင်ငယ်။ဥကိုဒီတိုင်းလေးပဲဖတ်ထားခြင်းလို့ပါ။ပြီးတော့ကျေးဇူးတင်ခြင်းလို့ငါမအားဘူးခရောင်ငယ်။မင်းငါ့ကိုလွတ်တော့။ဥခရောင်ကိုချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေခရောင်ကဥနဲ့တရားဝင်လက်ထပ်ထားတဲ့ဥစနေပါ။ဥရဲ့ဝရဝဆတော့လှုပ်ပေခွင့်ရှိတယ်မလား။မင်းဘာဖြစ်ချင်တာလဲ။ဥကိုမနှက်စာစားပြီးမှယုံသွားစေချင်တယ်။မနှက်စာပဲစားစေချင်တာလား။မော်နီကစ်လေရောမပေးချင်ဘူးလား။ပြောဆူငဲ့နှခံကိုဖိကတ်နှမ်းလိုက်တဲ့ဥဆက်ရဲ့အနံကျွမ်းကျင်မှုတို့ကြောင့်ငဲ့ရင်ခုန်တဲ့တတုံတုံဥဆက်ရဲ့အနံကကျန်းလွန်တာကြောင့်ငဲ့ရင်တွေပူလာပြီးဥဆက်ကြောကုန်းကိုအသာလေးထုလိုက်တဲ့ဘာဖြစ်လို့လဲငဲ့ရင်တွေပူလို့ပါဥကအရန်ဆိုးတာပဲမရဘူးကွာထပ်ဆိုချင်သေးတယ်နံဖို့ပြင်းနေတော့ဥဆက်နှခံကိုငဲ့လက်လေးနဲ့ကာစီထားလိုက်တယ်တော်ပြီလေမနှက်စာစားတော့ရုံနောက်ကြနေအောင်မယ်ငဲ့ဥပြောမယ်နော်ဥညံ့နေစောစောပြန်လာခဲ့မယ်မင်းအိမ်ကပဲစောင့်နေမနေ့ကလိုမျိုးထပ်ဖြစ်ရင်ဥအဆိုးမဆိုးနဲ့အဲမှာငယ်ဥပြန်လာတာကိုစောင့်နေပါမယ်ဒီနေ့မနက်ခင်းတော့အစင်းတွေများနဲ့မတူပဲတက်ကြွနေတဲ့ဆက်ကြောင့်သူတအောမိနေတယ်တမနက်လုံးပြုံးစစ်စစ်နဲ့မြောက်အောင်တရားသလိုဖြစ်နေတဲ့ဥဆက်ကြောင့်ဆရာဘာဖြစ်နေတာလဲပြုံးစစ်စစ်နဲ့မှုရတဲ့မျက်နှာလိုမျိုးဖြစ်နေတယ်ဆရာမျက်နှာကငါမျက်နှာကအဲ့လောက်တိတာနေတာလားသူတဆရာကသာတိတာနေတာလားလှုပ်နေဆရာကိုကြည့်ပြီးအားလုံးကဝိုက်ဟာနေကြပြီထားလိုက်ပါကွာသူတို့ဒါတွေခတ်စားတတ်ပါဘူးသူတငါမင်းကိုမေးစရာရှိတယ်လူတယောက်ကအပြစ်လုပ်ထားတယ်ဆိုရင်သူ့ကိုပဲမုန်းတင်တာလားသူနဲ့ရှင်းနေတဲ့သူတွေကိုရောမုန်းတင်တာလားအပြစ်လုပ်တဲ့သူကိုပဲမုန်းတင်တာပေါ့ဗျအပြစ်လုပ်တဲ့သူမှသာအပြစ်ရှိတာကိုဆက်အနေငယ်ပြုံးလိုက်ပြီးလက်တော့ကိုသာဆက်ကြည့်ပြီးပြုံးနေလိုက်တယ်အိမ်မှာဟင်းချက်နေတဲ့ချစ်စရာသူစနေလေးကိုကြည့်လို့မဝဖြစ်နေတယ်ဆရာလက်မထိုးအောင်လေဗျာဘာကိုကြည့်ပြီးဒီလောက်တောင်ပြုံးနေတာလဲဘာမှမပြောပဲပြုံးနေတဲ့ဆက်ကြောင့်သူ့တအနောက်ကနေလာပြီးကြည့်လိုက်တယ်။သူကဘာတူလဲဆရာ။ပြီးတော့ဆရာအိမ်ကိုဘယ်လိုလုပ်။သူကငါလက်ထပ်ထားတဲ့ငါစနေလေ။ဗျာဆရာလက်ထပ်ထားတယ်။မျက်လုံးပြူမျက်စံပြူနဲ့အော်နေတဲ့သူတကြောင့်သူတငါလဲလူပဲကွာ။တယောက်တည်းပေးနေနိုင်မလဲ။လက်ထပ်တာစမ်းလို့လား။လက်ထပ်ထားတာမစမ်းပါဘူးဆရာ။ဆရာလိုအောင်မြင်နေတဲ့စီးပွားရေးပညာရှင်တယောက်ပေးမှာမိန်းကလေးတွေဝိုင်းဝိုင်းနေနေတာလေ။တရားဝင်ချမပြတဲ့၍ဆရာကလူတယောက်လိုပဲပြီးတော့ဒီမိန်းကလေးကမိန်းမကောင်းရောဟုတ်ရလားတမျိုးမထင်ပါနဲ့ကျွန်တော်ဆရာအတွက်ပြောတာပါမင်းပြောမှတတိရတယ်ငါစနေလေးကိုထုတ်ကြဖို့မေ့နေတာကျေးဇူးပဲသူတရာငါပြန်တော့မယ်မြင်မဲဆက်လုပ်ထားလိုက်တော့သူတစကားကဆက်ကိုအင်အားဖြစ်စေတယ်အပြစ်လုပ်တဲ့သူကိုမုန်းကြည့်တာဆိုငရသူကိုမျက်စောင်းနဲ့ပဲထိုးဘူးတာမဟုတ်သူကြောင့်သာဒီကောင်မလေးစေးုံတောင်ရှောက်ခဲ့ရတာငရတခါမှဟင်းချက်ဖူတာမဟုတ်
အိမ်မှာဆိုမိမိချက်ထားတာကိုသာအသင်စားရုံဖြစ်တာကြောင့်ငယ်ပါမှမလုပ်တဲ့။ဦးကိုအပြင်စားတွေမစားစေချင်လို့သာYouTubeကနေရှာပြီးချက်နေချင်းဖြစ်တာကြောင့်တကူးမှအစီအစဉ်မကြပါ။ပေါ့တာကပေါ့ငန်တာကငန်တူးတာကတူးနဲ့တယောက်တည်းတိုင်ပတ်နေလေပြီ။လူတယောက်လုံးကလည်းကြောင်ကြီးကိုလေတပွဲခုဆိုရင်ဦးကငါ့ကိုချစ်လာပြီ။ဦးငါ့ကိုပိုချစ်လာအောင်လုပ်ရမယ်။ပြီးတော့မိမိတို့နဲ့ဦးကြကအမုန်းတွေပြေအောင်ငါလည်းကြိုးစားရမယ်။ငယ်ဦးကိုကျေးဇူးတင်မိတယ်။ကိုဘွားကိုစိတ်ပြတ်တတ်နေအောင်လုပ်ခဲ့တဲ့သူတွေရဲ့သမီးကိုရန်သူလိုသဘောမထားပဲနှွေတွေ့ဆက်ဆံပြီးတဲ့အတွက်ငယ်ဦးကိုအချစ်ပို့မိတယ်။မချစ်တဲ့ချက်တဲ့ဖြင့်ချက်လိုက်တာဟင်းအားလုံးတော့ပြီးသွားလိမ့်ပြီ။ဦးပြန်လာရင်အစင်နဲ့စားရန်စပွဲပေါ်သို့ပြင်ဆင်ရပေအောင်မီအနောက်ကရုတ်တရက်တိုင်းဖက်လိုက်တဲ့လက်တစုံကြောင့်ငဲ့ရင်နဲ့နှွေထွေးသွားတယ်လို့ပင်မနေပြီလားသတိချောလေးဥပကူကြီးပေးရအောင်မလဲငဲ့ကိုလွတ်ပါငဲ့မနေတတ်ဘူးထမင်းပွဲလည်းပြင်ရအောင်မယ်ဦးနော်ငဲ့ကိုအနိုင်မချင်းနဲ့ငငိုလိုက်မှာငိုတော့မငိုပါနဲ့ကွာကြည့်ပါဦးဦးရဲ့ငယ်လေးကကြက်စုပ်လေးကြာနေတာပဲရေးသွားချူလိုက်နော်ဦးဆက်ပြင်ထားလိုက်မယ်ဦးကပြင်တယ်လို့လားဘာလဲဦးကိုအထင်သေးတာလားသွားပါရေကျုပ်ပြီးလှလှလေးပဲဝတ်ပြီးဆင်းလာခဲ့ဦးဆောင်နေမယ်ခုဆိုရင်ဦးနဲ့ငယ်တို့ရဲ့ဆက်ဆံရေးကအတော်ကိုပြည်လည်နေပါပြီဦးရဲ့မသိစိတ်ကနေငယ်အပေါ်ကျင်နာပြီးတဲ့အတွက်ငယ်ဦးကိုကျေးဇူးတင်မိတယ်ဦးဟာငယ်ဘွားရဲ့ရွရွမွမွချစ်ရတဲ့ပထမဆုံးနဲ့နောက်ဆုံးချစ်သူဆိုတာတော့အသေးချပါပဲငယ်ဘွားမှာနောက်ထပ်ချစ်သူဆိုတာမရှိတော့ပါဘူးငယ်ကလည်းကြားလိုက်တာကွာတကုတ်ကူများဖြစ်နေတာလားငယ်ရီချူတာကြားနေတဲ့ဖြင့်ဆက်စိတ်ပူနေမိတဲ့စိတ်မရှိတာနဲ့ပဲငယ်အခန်းထဲကိုတကားမကောက်ပဲဝင်လာခဲ့လိုက်တော့တယ်တကူလုံးမှာတပတ်တည်းသာပတ်ထားတဲ့ငယ်ရှည်လျရတဲ့ပေါင်နှံလေးညှို့အပြင်းနဲ့ငဲ့မြုံဝင်နေကြောင်းဆက်ရင်ခုန်တန်တွေကတတုံတော့ဦးဘာလို့တကားမခောက်ပဲဝင်လာတာလဲဒီမှာငဲ့ကဝစာလဲမလို့ဘာဖြစ်လို့လဲကိုမိမအခန်းကိုဝင်တာဦးနော်ဘသူကဦးမိမလဲဘာပဲဖြစ်ဖြစ်ငဲ့ဆက်တယ်အပြင်ကိုထွက်သွားပြီပါဦးကိုဆက်နေဖို့လိုလို့လားမနေ့ကညာကပဲငဲ့တကူလုံးကိုဦးမြင်ဖို့ပြီလေပြောရရင်ငဲ့ကဦးအပိုင်ပဲမဟုတ်ဘူးလားဆက်လွန်တဲ့ပြည့်နေရတက်လာတဲ့ငဲ့မျက်နှာဦးငဲ့ပြင်ထွက်လို့ပြောနေတယ်နော်လေးသားမမဖြင့်ပြောလိုက်တဲ့ငယ်ကြောင့်အင်းမသွားဆိုသွားပါမယ်ဒါနဲ့ငယ်ကဘာလို့ကြားနေတာလဲဦးကအားလုံးပြင်ပြီးနေပြီဘာဝဲရမှမသိလို့ငယ်ရွေးရခံနေတာဦးရွေးပြရမလားပြောဆူအင်းကြီးခါစီတဲ့ကိုဆွဲထုတ်လိုက်တဲ့ဦးဆက်ဒါလေးဝက်ခဲနော်ဦးကငယ်နဲ့လိုက်မယ်ထင်လို့သွားတော့လေဘာကြည့်နေရလဲငယ်အတွက်ရွေးပြသွားတဲ့အင်းကြီးကအဖြူရောင်ခါစီလေးငယ်နဲ့ဆိုတိတ်လိုက်မှဆက်သိပါတယ်သူရွေးပြတာလေးသာဝက်လာခဲ့ရင်ဆက်သိပ်ပြုံပြီးမှအမှန်ပဲတအိမ်လုံးနှံ့နေတာတော့ဦးကိုမတွေ့တဲ့ဖြင့်ငယ်ရီကူကမှထွက်လာခဲ့တယ်တွေ့ပါပြီရေကူးကမေးမှစမကြကြထိုင်းနေတဲ့ဦးဆက်ငယ်ကလေးဦးတင်ထားတဲ့ပို့ပြီးဆွဲဆောင်မှုရှိတာပဲအတူတပြည့်အခုလိုလိမ့်လိမ့်မမနေတဲ့အချိန်မှာရေကူးကနေမှကြာနေတဲ့လာရောင်နဲ့အပြိုင်တောက်ပနေတဲ့ငှက်ကိုလင်းလေးအဖြူရောင်ခါးစင်နဲ့ဂျင်းပေါမီအတူလေးလေးကိုသာဝတ်ထားတာကြောင့်ငှက်လာတို့ကပေါ်လင်းနေတယ်တစ်ချက်လေလွင့်မှာဆက်နာပြလေးကိုတိုးတိုက်လာတဲ့တင်ပြက်နဲ့ငှက်စီမွေးနှံကြောင့်ဆက်စိတ်တွေမယုံမရဖြစ်လာတယ်ဦးဘာလို့ငှက်ကိုအဲ့လောက်ကြည့်နေရလဲဘာမှမဟုတ်ပါဘူးဗိုက်စာနေပြီမဟုတ်လားစားရအောင်လေစားတာပေါ့ငယ်လေရမြေးကြည့်ပါအောင်စားကောင်းလားဦးငယ်ချက်ထားတဲ့ဟင်းရွက်ကြောကဆက်စားဖို့သမျှတွေမှာအငတ်ဆုံးပါပဲငန္နာမတော်တော်ကိုငန္နာစားပလဲများမှောက်ချထားတယ်ထင်ရတယ်ငယ်ရဲ့ဥကိုမိချောင်းများမှတ်နေတာလားငန်လိုက်တာကွာစားပလဲများမှောက်ချခဲ့တာလားဒီတခုမကောင်းရင်နောက်တစ်ခုပေါ့ကြော့ဒါလေးစားကြည့်ပါအောင်ကဲပါငယ်ရဲ့ဥကိုမြည်ခိုင်းမနေပါနဲ့တော့ငယ်ဘလူပဲချက်တာဥစားတတ်ပါတယ်ဥအတွက်တော့ငဲ့လေယာကအကောင့်ဆုံးပဲသိလားဥရဲ့ငယ်လေးစားလို့သာပြီးသွားတယ်ပတ်စက်ထဲမှာအရသာကိုစုံလို့ငါနာတွေရောပို့တာတွေရောတူးတာတွေရောတကယ်ပါဒီကောင်မလေးတိုးတော့ကိုဟင်းချက်ကောင်းတာငယ်လေးရေခဲမုံစားမလားရေခဲမုံဆိုရင်ငယ်အတန်ကြားတာနဲ့မနေနိုင်ပါကိုကအေးနဲ့ဓာတ်မတည်တာတောင်ငယ်ကလေးကခိုးစားခဲ့ရတဲ့အကြိုက်ဆုံးအစားအစာလေးရေခဲမုံကြောင့်ရိုက်ခံရပေါင်းလဲညာလုံးမှတ်တောင်မမှတ်မိတော့ဘူးဘယ်မှာလဲဦးခဏဆောင်ဦးသွားယူပေးမယ်ပြောဆူထွက်သွားတဲ့ဦးဆက်တကယ်ပါငဲ့ရင်ခုံတန်တွေကရိုးစင်လေးတယောက်တည်းကိုချစ်ပြီးသူလက်တက်ချင်နေတာလေဒီတယောက်တည်းပါပဲချစ်ရသူနဲ့လက်တရသူတက်တဲ့ကြားလဲဆိုတာတော်ရုံဖူးစာနေတော့မဖြစ်နိုင်တကယ်တော့ငယ်နဲ့ဦးကတကယ်ကိုလိုက်ဖက်တဲ့စုံတွဲလေးပါပဲငဲ့တွေလွန်းနေချိန်စုတ်တရက်ခွန်လိုက်တဲ့ဦးကြောင့်အနောက်သို့လှည့်ကြည့်လိုက်တယ်ရော့စားကြည့်တခုတော့ရှိတယ်နော်တခါတည်းမျိုးမချနဲ့သိချလေးစားဦးစကားကြောင့်ငဲ့စိတ်ထဲမရှင်းတော့ပါခဏပါပဲပတ်စက်ထဲမှာမကြောတဲ့အစာတခုငယ်ပါဆက်အပြင်ကိုထုတ်လိုက်တော့ဒူးတော့ထိုင်ချလိုက်တဲ့ဦးငဲ့တစ်သက်လုံးအတွက်ဦးဆောင်ရှောက်ပြရစေဦးရဲ့အနာမှာထာဝရအဖော်မော်အဖြစ်နဲ့
အမြင်မခွဲပဲဦးရဲ့ဇနီးတယောက်ဖြစ်ဦးအနာမှာအမြင်နေပြီးပါလားငယ်ဦးကငဲ့ကိုလက်ထပ်ခွင့်တောင်းနေတာလားငယ်ဦးကိုညင်းတာလားကလေးတယောက်လိုစိတ်ကောက်နေတဲ့ဦးကြောင့်ငယ်ပြုံမိတယ်ငယ်ကဦးကိုအရန်ချစ်တာပါနော်ဦးကသာငဲ့ကိုပြစ်ထားတာဒီအပြင်သူ့အနာမှာနေချင်လို့သူ့နောက်ကိုကောက်ကောက်ပါအောင်လိုက်ခဲ့တာကိုခုမှလက်ထပ်ခွင့်လာတောင်းနေတယ်ဦးနောက်မကြသေးဘူးမဟုတ်လားငယ်ဦးကိုလက်ခံမယ်မဟုတ်လားပြောပါအောင်ငယ်ရဲ့ဦးရင်တွေခုံလုံးလို့စူးတော့မယ်ငယ်ကအမြဲတမ်းဦးရဲ့ဇနီးတယောက်ပါပဲဦးအရန်ပြောတာပဲငယ်ချက်ချင်းဆိုတယ်လို့ငဲ့ကိုပွေချလိုက်တဲ့ဦးဆက်ဦးဘာလို့တာလဲငဲ့ကိုအောက်ချပါဘက်ကနေသိမ်းရအောင်မယ်ဘက်ကနေကိုမနှက်မှသိမ်းပါခုတော့ဦးကိုရှင်ခေါအောင်လုပ်တဲ့အတွက်အပြစ်ပေးရအောင်မယ်ဆက်ငဲ့ကိုမှွေရဘောသူအသားလေးချပြလိုက်ပြီးသူ့အင်ကြီးကိုချက်ပစ်လိုက်တယ်ဦးရဲ့တောင်တင်တဲ့ကြွက်သားများကျေဝန်းတဲ့စင်ကိုကာကာကြီးကြောင့်ငဲ့ရှင်တွေကတထုံထုံဦးငဲ့ကိုဘာလို့မလို့လဲဦးမရှုံးပါနဲ့နော်ဒါကိုရှုံးပါလေလို့ပြောလို့မရဘူးငဲ့ရဲ့ချစ်တာလို့ပြောရတယ်ငဲ့ကိုလုံးလေးတေးသေးလေးပေါ်အုပ်မိုးလိုက်တဲ့ဦးဆက်ငဲ့လည်းဦးချနိုင်အောင်အတန်သေးသေးလေးဖြင့်ဦးငဲ့ကြောက်တယ်ဦးကညင်သားမှာပါမကြောက်ပါနဲ့နော်ဦးရဲ့ငယ်လေးဆက်ငဲ့နှခမ်းပူပူလေးကိုဖိကက်နားလိုက်ပြီးချွရဲနေတဲ့ငဲ့နှခမ်းလေးကတောက်လေတောက်လေငတ်မပြေဖြစ်ကငဲ့လေတိုင်းလေးကိုသူ့စိတ်တိုင်းကြအနံမိုးလေးချွေနေတော့တယ်စိတ်ရှိသလောက်တွဲလိုက်တဲ့ဦးကြောင့်ငဲ့လေတိုင်းလေးမှာမကင်စာလေးတွေဦးရဲ့လက်တို့ကငဲ့အင်းကြီးဖြူဖြူလေးကိုဆွဲပြလိုက်ပြီးငဲ့တကလုံးကိုအနံမိုးလေးချွေပါတော့တယ်ဦးရဲ့အနံကကြမ်းလွန်လို့ငဲ့ရဲ့ရွှေရန်စုံမှာနှိမ့်လိုက်မြင်လိုက်ငယ်လေးဆွေးမိစေရမှွေးရခင်ကိုသာသူမရဲ့လက်သေးသေးလေးနဲ့ဆွဲထားလိုက်ပြီးဥခေါ်ဆောင်ရနောက်သို့လူလူလာလာကြည်ကြည်ဖြူဖြူနဲ့လိုက်ပါခဲ့လိုက်တော့တယ်ပရိသတ်များရှင်ပရိသတ်ကြီးအခုနားဆင်ကြရတဲ့အချစ်ဇလံလေးကစာရေးသူမေလို့ရင်ရေးသားထားတဲ့ဦးအမုံတွေပြေပါစေဆိုတဲ့ဇလံလေးရဲ့အပိုင်းတွေကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်နောက်ရက်တွေမှာလည်းကြန့်ရှိနေတဲ့အပိုင်းလေးကိုတင်ဆက်ပေးအောင်ပါမို့ကျမတို့ရဲ့ channel လေးကို like and follow လေးလုပ်ထား